ခင်ခရစ်တော်အကြောင်းပြုပြီးရေးထိုးတဲ့သက္ကရာ1999ခုဧပြီလ3ရက်နေ့ဧပြီလဟာထူးခြားတဲ့လပါပဲမြန်မာလူမျိုးတွေဖို့သင်ညာပွဲတော်ကြီးနဲ့ကြုံကြိုက်တယ်ဝိယောဘတိုင်းမှာတော့ဧပြီလဇန်1ရက်နေ့ဟာဧပြီ9ပါတယ်ဒီအယူလုပ်တဲ့လဒီတိုင်းနေရာနေသိရွက်တွေကျွေပြီးတော့အကိုင်းချောချောမဲမဲတွေဘောဟာကိုဧပြီလမှာတွေ့နေပါဒါပေမဲ့မကြခင်မှာပဲမေလာတဲ့ဝင်ပြီးတော့မိုးရိပ်ညွညွမိုးသားမဲမဲတွေကနေပြီးတော့ဤမြေကဘာကိုမိုးစက်မိုးပေါက်တွေလက်ဆောင်ပေးလိုက်မှာဖြစ်ပါတယ်အဲဒီခါမှာခန်းချောင်းနေတဲ့အိုင်းတွေချောင်းတွေမြောင်းတွေမြစ်တွေဟာဒီတပွေးပွေးနဲ့သဘာဝတရားရဲ့လှပတင်းနေအောင်တဖန်ပြန်လုပ်တော့မယ်အချိန်ကာလရဲ့အကျိုးအချိန်ပါပဲဒီအချိန်မှာအခုပြောမယ့်စကားဟာအပြင်အများပရိသတ်ကိုပြောမယ့်စကားမဟုတ်ပါဘူးကျိုးရဲ့တပည့်အပေါင်းကိုသိတိနဲ့ပတ်သက်တဲ့စကားပြောခြင်းလို့စီစဉ်ရတာပါပဲသိတိလို့ပြောလိုက်တာနဲ့လူတော်တော်များများဟာဘယ်လိုနားလဲသလဲလို့ဆိုရင်တစုံတယောက်ထံကနေတောင်းယူရမယ်လို့နားလဲကြတယ်သိတိဆိုတဲ့စကားနဲ့အတူနောက်ကတောင်းဆိုတာပါလာဥပမာဆိုပါတော့အိန္ဒိယပြည်ဆိုင်ပါပါလို့သိတိပေါက်ပြီးသားပုဂ္ဂိုလ်စီကနေပြီးတော့တောင်းရမယ်ထင်မှတ်ပြီးဆိုင်ပါပါပုံနေပြားတွေကောင်းရင်မှထားပြီးဘာဘာကြီးပေးပါဆိုပြီးတောင်းအဘဘုံမင်းကောင်ကြီးကတောင်းရမယ်ဘိုးဘအောင်ကြီးကတောင်းရမယ်ရကန်းစင်အောင်ဆရာတော်ကြီးကတောင်းရမယ်ဗာမဲဆရာတော်ဘုရားကြီးကြီးကတောင်းရမယ်စသည်ဖြင့်သိတိလို့ပြောလိုက်တာနဲ့တောင်းဆိုတာပါနေတယ်အခုပြောမယ့်စကားမှာတောင်းတာတခုမှမပါပါဘူးတခုပြန်ပြီးစဉ်းစားကြည့်စမ်းပါအဲဒီဆိုင်ပါပါပဲဖြစ်ဖြစ်အဘဘိုးမင်းကောင်ပဲဖြစ်ဖြစ်ဘိုးဘအောင်ပဲဖြစ်ဖြစ်ရကန်းစင်အောင်ပဲဖြစ်ဖြစ်ဗာမဲဆရာတော်ဘုရားကြီးပဲဖြစ်ဖြစ်သူတို့မှသိတိတွေမိတိတွေရှိတယ်ဆိုပါဘူးသူတို့ဘလူစီကတောင်းထားတာလေလို့ပြန်စဉ်းစားရင်တောင်းထားတဲ့ပစ္စည်းတွေမဟုတ်ပါဘူးကိုယ်တိုင်လှုပ်ထားတာတွေပါသူတို့လည်းကိုယ်တိုင်လှုပ်ထားတာကိုယ်လည်းကြမှာသူတို့စီကိုတောင်းရမယ်ဆိုတာသဘာဝကြပါမလားမဖြစ်နိုင်ပါဘူးအဲတော့သိတိဆိုတဲ့အရာဟာတစုံတယောက်စီကနေတောင်းယူရမယ်တစုံတူသောပုဂ္ဂိုလ်တူစီကတောင်းယူရမယ်ပစ္စည်းမျိုးမဟုတ်ပါဘူးကိုယ့်အကိုလှုပ်ရမယ်အလုပ်ကိုယ်တိုင်ရနိုင်တဲ့အခွင့်အရေးတစ်ခုဆိုတာနားလဲပါအဲ့တော့သိတိရကြောင်းနီးလန်းနေဘယ်လိုရှိသလဲလို့ဒီပဲအပေါင်းသိကျင်တယ်အဲ့ဒါကြောင့်မလို့ဒီနေရာနေရှင်းပြမှာပါသိတိဆိုတဲ့အရာဟာကိုယ်တိုင်လုပ်ယူရမယ်ဘယ်နာမှလုပ်ယူရမလဲသိတိလုပ်ဟာဘာလုပ်လဲရုပ်အလုပ်လားစိတ်လုပ်လားလို့မေးရင်စိတ်လုပ်လို့နားလဲကြမှာပါပဲကဲစိတ်လို့ဆိုလိုက်တာ ਨੇ ကိုယ့်ရဲ့ဆံပြားအနေခြေပြားအထိအသာလေးမျက်စိမိတ်ပြီးကြည့်လိုက်စမ်းပါစိတ်ဆိုတာဘယ်နာမှရှိလဲရှားလို့မရပါဘူးလုံးဝရှားလို့ရမှာမဟုတ်ဘူးသဘောနဲ့သာသိနိုင်တာပါသိတယ်ဆိုတဲ့သဘောလေးကိုပဲစိတ်လို့ပြောတာအဲဒါထင်ရှားသလားဆိုတော့စိတ်ဟာထင်ရှားတဲ့အရာမဟုတ်ပြန်ဘူးဒါပေမဲ့အလုံးလုံးအောင်မှလည်းစိတ်နဲ့လုံးရမယ်စိတ်ဆိုတာလည်းသိတဲ့သဘောလေးပဲဆိုတော့ဖြစ်နေတာပေါ့အဲတော့သိတိဓာတ်ရဲ့ဒီနေရာကိုပြောတဲ့အခါမှာအဲဒီစိတ်ဆိုတဲ့စကားလုံးမပိုင်မရအောင်အဲတော့ဘယ်လိုရှာမလဲတဲ့ပထမအဆုံးသိရမှာအာယုံဆိုတာမျက်စိနဲ့မြင်ရတဲ့အမြင်အာယုံနားနဲ့ကြားတဲ့အကြားအာယုံနှာခေါင်းနဲ့နံသိတဲ့အာယုံရှားတဲ့အရာခံတဲ့အာယုံအတွေ့အကြအထိတွေ့နေတာသိရတဲ့အာယုံစိတ်နဲ့တာကြံစပြီးသိရတဲ့အာယုံစိတ်အာယုံ6ခုရှိပါတယ်ဒါဘာသာရေးစာပေကျမ်းဂန်တွေမှာလည်းပဲဒါအာယုံ6ပါးဆိုတာမကြာခဏတွေ့မှာပါပဲဘာသာရေးနဲ့ပတ်သက်တဲ့စကားပြောတဲ့အခါမှာလည်းဒီအာယုံ6ပါးဟာမကြာခဏကြားနေရမှာဆိုတော့ယဉ်နီးနေပါတယ်အဲ့တော့အဲ့ဒီအာယုံဟာမျက်စိနဲ့မြင်တဲ့အရာတစ်ခုပဲဒါပေမဲ့အမြင်ချင်းမတူဘူးတယောက်ကဒီအရာကိုနှစ်သက်တယ်တယောက်ကဒီအရာကိုမနှစ်သက်ဘူးနားနဲ့ကြားတဲ့အတန်တစ်ခုလည်းတယောက်ကနှစ်သက်တယ်တယောက်ကမနှစ်သက်ဘူးတခါနှာခေါင်းနဲ့သိတဲ့အနံ့ကိုလည်းပဲကြိုက်တယ်
မကြိုက်ဘူးနှစ်သက်တယ်မနှစ်သက်ဘူးဒီလိုပဲတစုံဖြစ်နေမှာပေါ့ဥမာဒူးရင်းကြီးဆိုရင်တချို့ကဒီနန်းကိုသိကြတယ်တချို့ကဒီနန်းကိုခံလို့မရဘူးအနန်းကတော့တစ်မျိုးတည်းပဲအဲ့ဒီမှာအာယုံပြီးတာနဲ့ကပ်ပြီးလာတာကြိုက်မကြိုက်အဲ့ဒီကြိုက်မကြိုက်ဆိုတဲ့စကားကိုတခြားစကားနဲ့ပြောမယ်ဆိုရင်ခံစားမှုပဲနော်ကြိုက်တယ်နှစ်သက်တယ်ဆိုတဲ့ခံစားမှုမကြိုက်ဘူးမနှစ်သက်ဘူးဆိုတဲ့ခံစားမှုအဲ့ဒီခံစားမှုကိုပါဠိစလုံးတစ်လုံးသုံးလာတယ်ဝေဒနာတဲ့အဲ့တော့ဝေဒနာရဲ့လို့ဖြစ်လာရင်တော့ထင်ရှားလာတယ်အဲ့ဝေဒနာဆိုတာကိုအခြားစကားလုံးနဲ့ပြောမယ်ဆိုရင် तू ဟာစိတ်ရဲ့ကိုယ်တည်းတစ်ခုပဲစိတ်ရဲ့ခံစားမှုတစ်ခုပဲအဲ့တော့သိတိဓာတ်တည်တာဘယ်နာမှတည်လဲဆိုရင်အဲ့ဒီဝေဒနာမှတည်ပါတယ်အဲ့တော့ဝေဒနာနာမှအလုပ်လုပ်အောင်ပါပဲအဲ့ဒီဝေဒနာမှအလုပ်လုပ်ရမယ်ဆိုတော့ဘာလုပ်တွေလုပ်ရမှာလားမလဲအမူအရာ၃မျိုးစိတ်အမူအရာနှုတ်အမူအရာကိုယ်အမူအရာပေါ့ကာယကံဝစီကံမနောကံကိုကြားပြီးသားပါပဲနော်အဲ့တော့ဒီမှာတော့အတဲ့ပြောမယ်ဆိုရင်စိတ်အမူအရာနှုတ်အမူအရာကိုယ်အမူအရာစိတ်နဲ့ကြံစားတယ်နှုတ်အမူအရာဆိုစကားပဲနော်ကိုယ်အမူအရာဆိုတော့ကိုယ်တိုင်လှုပ်ရှားတာပဲကိုယ်ကာယကြီးပါပြီးလှုပ်ရှားတာပဲအဲ့တော့ခုနကတော့ဝေဒနာဆိုတဲ့နေရာလေးနားမှာဘာလုပ်ရမလဲဆိုတော့အလုပ်လုပ်ရမယ်အလုပ်လုပ်ရမယ်ဆိုတာအမူအရာ၃ပါးအလုပ်လုပ်ရမယ်အဲ့တော့အမူအရာ၃ပါးနဲ့အလုပ်လုပ်ရမယ်ဆိုတာရှင်းပါတယ်ပထမအဆုံးလုပ်ရမယ်မူအရာစိတ်မူအရာပဲဥပမာနဲ့ပြောမယ်ဆိုရင်လူတယောက်ဟာအခြေအနေမကောင်းငွေကြီးအခြေအနေမကောင်းအခုလက်ရှိအခြေအနေမှာဒါပေမဲ့အမှန်တန်ကြီးမားတဲ့တိုက်အင်းကြီးနဲ့သူနေခြင်းနဲ့အဲ့ဒါကိုသိတိနဲ့ဘယ်လိုလုပ်မှလဲသိတိတကူနဲ့သိတိကျင့်စဉ်နဲ့ဘယ်လိုလုပ်မှလဲတိုက်အင်းကြီးနဲ့နေခြင်းနဲ့ပထမအဦးဆုံးသူ့အမူအရာဟာဗာလဲစိတ်အမူအရာဘယ်လိုတိုက်အင်းကြီးမျိုးနဲ့နေမယ်ဘယ်လောက်ကျဲတဲ့တိုက်အင်းကြီးဘယ်လောက်တန်တဲ့တိုက်အင်းကြီးဘယ်လောက်လှတဲ့တိုက်အင်းကြီးအဲ့စိတ်နဲ့ဖန်ဆင်းရမှာစိတ်နဲ့အာရုံပြုရမှာပဲအာရုံပြုတယ်ဆိုတဲ့နေရာမှာခဏမှမရဘူးစားခြင်းသွားခြင်းလာခြင်းတွေထဲမှာပါအဲ့ဒီအာယုံမပြတ်ဖြစ်နေအဲ့ဒါကိုကျင့်စဉ်တစ်ခုလို့ပြောမယ်ဆိုရင်စိတ်အာယုံမှာအပြည့်ဝနေခြင်းလို့ခေါ်တယ်အပြည့်ဝနေခြင်းစိတ်တိုက်ကြီးနဲ့နေမယ်ဘယ်လိုတိုက်ကြီးနဲ့နေမယ်ဘယ်လောက်လှတဲ့တိုက်ကြီးနဲ့နေမယ်စိတ်အာယုံဖန်ဆင်းထားနောက်နှုတ်အာယုံနှုတ်အမူအရာနှုတ်အမူအရာဆိုတာစကားပဲပါဇက်ကနေထွက်လာပြီအတန်ထွက်ပြောအောင်တူတူညင်ညင်လေးအကျယ်ကြီးလည်းမဟုတ်ဘူးတူတူပြောမှစိတ်ကကြားငါတိုက်ရင်ဘယ်လောက်လှတဲ့တိုက်ကြီးနဲ့နေရဘယ်တော့နေရမနေလို့မဖြစ်ဘူးဒီတိုက်ဟာငါ့ကိုပိုင်ရမယ်ရကိုရမယ်စကားနဲ့စိတ်ဆိုတာအဲ့ဒါနှုတ်မူရနဲ့အပြည့်ဝနေထိုင်နေကိုယ်မူရဆိုတော့အပြင်မအနေနဲ့တော့အဲ့ဒီတိုင်ကြီးရကြောင့်စီးပွားရှာမှာပေါ့ဒါမဲ့တိတ်တိချင်းစင်မှာဒီလိုရှာကြမလို့ပါဘူးအေးချီစီလေးထိုင်ပြီးတော့စိတ်ကလည်းကိုလိုချင်တဲ့တိုင်ကြီးကိုအာရုံညှို့ထားမယ်နှုတ်ကလည်းအဲ့တိုင်ကြီးရကြောင်းနေအတီးပြုတဲ့စကားတွေဖြတ်ထန်းတဲ့စကားတွေကိုကြိုက်တယ်လို့စီမံမှာပြောရမယ်ကိုယ်ကာယငြိမ်ငြိမ်လေးထိုင်နေပေမဲ့ဘယ်ဘက်လက်ဖြစ်စေညာဘက်လက်ဖြစ်စေတော့မို့လက်နှစ်ဖက်စလုံးဖြစ်စေမြောက်ရမ်းပြီးမြောက်ရမ်းတယ်ဆိုတာအရန်ကရောလှုပ်ရမ်းတာမျိုးမဟုတ်ဘူးအမှန်တန်စကားပြောကောင်းတဲ့လူတယောက်စင်ကြီးမှစကားပြောတဲ့အခါအမှုအရာနဲ့တခါလေလက်တွေလက်ဟန်ချီဟန်တွေပါပြီးပြောနေတယ်လို့ကိုတယောက်တည်းကိုလက်တွေညှောင်းလိုက်ဟာဟန်နဲ့ပန်နဲ့လှုပ်ရမ်းပြီးတော့ဒါကာယကံမှုနိုင်နေပြီပါပဲတိုင်ညုံငါမုတ်ချရမရပဲမနေဘူးဒီညုံငါပိုင်ရမယ်ကိုပြောချင်တဲ့စကားတွေစီမံထားပါဒါဟိုစိတ်ပညာစာအုပ်တွေလို့ဘယ်လိုပြောပါဘယ်တိုင်းပြောပါဒီလိုကြက်ကြက်တဲတဲမဟုတ်ပါဘူးကိုစိတ်ထဲမှာထင်တယ်လို့ပြောခွင့်ရှိပါတယ်အဲ့ဒါအခုဘာလုပ်နေတာလဲလို့ဆိုတော့အာယုန်တွေကနေပြီးတော့ဝေဒနာထအောင်လုပ်နေတာဝေဒနာထလာပြီးတဲ့အခါမှာဘာလုပ်ရမလဲမနောကံမှုနဲ့အပြည့်ဝနေတာမနောကံမှုတော့ဆိုစိတ်မူရမှာအပြည့်ဝနေတာစကားတွေပေါ်ထလာအကြိုက်ကြီးနေခြင်းတဲ့စကားတွေပေါ်ထလာအဲ့ဒါလည်းဘာလဲဆိုစိတ်မူရနဲ့အပြည့်ဝနေတာဝစီကံမှုနိုင်နေတာကာယကံမှုကလည်းဗာလဲလက်တွေညှောက်ပြီးတော့တခါရကြောင်းအားနဲ့မှန်နဲ့တယောက်တည်းပြောနေတာဘေးကကြည့်ရင်တော့အယူတယောက်လိုပါပဲ
နားမဲ့ဘယ်ကိစ္စပဲဖြစ်ဖြစ်မဖြစ်မြောက်ကမှအယူပဲဖြစ်မြောက်သွားတော့ထူတာပေါ့ဗျာအဲ့တော့ကာယကံမှုမှနေတာကာယကံမှုမှလည်းနေရမယ်ခုနလိုကံသုံးပါးပြည့်စုံအောင်စိတ်နဲ့လည်းကြံမယ်စကားနဲ့လည်းပြောမယ်လက်တရားလည်းမြောက်ရမ်းပြီးတော့တခါလေစိတ်ပါလက်ပါဝေဒနာကိုထအောင်လုပ်အဲ့ဒီဝေဒနာရဲ့နောက်မှာစောစောကပြောခဲ့တဲ့ကြိုက်မကြိုက်ဆိုတာရှိတယ်ကြိုက်တဲ့အရာကိုလိုချင်တယ်မကြိုက်တဲ့အရာကိုမောင်းထုတ်လို့တယ်အဲ့ဒီလိုချင်တာရဲ့မောင်းထုတ်လို့တာရဲ့နှစ်ခုဟာဆန္ဒလို့ခေါ်ပါတယ်အဲ့ဒီဆန္ဒကိုဆေးပေါ်နေတာအဲ့ဒီဆန္ဒကိုဆေးပေါ်နေတာပဲအဲ့တော့ဆန္ဒကိုဆေးပေါ်လို့ရှိရင်ဆန္ဒဟာတကယ်အဖို့တန်တဲ့ပိဋိဆေးကြီးဖြစ်သွားမှာပါပဲအဲ့တော့ဆန္ဒကိုဆေးပေါ်မယ်အဲ့လိုဆေးကြီးဖြစ်သွားဖို့ကသူကဘယ်ကအရင်ခံလဲဆိုတော့စောစောကပြောတဲ့ဝေဒနာအရင်ခံတယ်အခုရမယ်တကုသိဋ္ဌိဆိုတာအခြေခံဘယ်ကမွေးဖွားလာတယ်လဲဆိုတော့ဝေဒနာမွေးဖွားလာအဲ့တော့မလို့စိတ်တကူတို့သိဋ္ဌိတကူတို့ပြောလို့လည်းရပါတယ်တကယ်မလိမ္မညာပဲပြောမယ်ဆိုရင်ရမယ်တကူဟာဝေဒနာတကူဖြစ်ပါတယ်ဝေဒနာတကူအဲ့ဝေဒနာနောက်မှာကပ်ပြီးတော့ကြိုက်မကြိုက်မောင်းထုတ်လို့တယ်ရယူလို့တယ်အဲ့ဒါဆန္ဒအဲ့ဒီဆန္ဒဓာတ်ကိုပေါ်ဆက်တာဆန္ဒဓာတ်စေကြီးပေါ့ဘလို့ပေါ်ရမှာလဲဆိုကိုယ်တိုင်ပေါ်ရမှာဘလောက်ကြာကြာပေါ်ရမှာလဲလို့ဆိုတော့တခါထိုင်မှ10မိနစ်တည်းမပူပါဘူးနဲ့9မိနစ်တည်းလည်းမနေပါဘူးဒီလောက်ကောင်းတဲ့လူကို10မိနစ်နဲ့မရပါဘူးတနာရီလုံးမှဖြစ်မယ်လို့ဆိုပြီးကောင်းမလားဆိုပြီးပို့မလုပ်ပါနဲ့ဒါအထူးမြတ်ရက်ခံပါလေတပည့်ပေါင်းပို့လုပ်တဲ့လုပ်တွေဟာဘဝတစ်လျှောက်လုံးမှားခဲ့ပြီအားနဲ့လုပ်တဲ့အလုပ်တွေဟာမှားခဲ့ပါပြီအဲ့တော့10မိနစ်လောက်ပဲလုပ်ပါဒါမဲ့ဒီအလုပ်ကိုပြင်းကြီးလို့တော့မရဘူးအဲ့ဒီလုပ်နေတဲ့အလုပ်ကိုပျော်မွေ့ကိုစဉ်းစားပါပြင်းတာနဲ့ပျော်တာဟာအခြားအရာမဟုတ်ဘူးနော်ခံယူမှုပေါ်မှာပဲဒါကြီးကပြင်းစရာကောင်းလိုက်တာလို့ခံယူစရာအကြောင်းပေါ်လာရင်ပြင်းသွားတာပြင်းစရာမကောင်းဒါကြီးကမွေးလျော်စရာကောင်းတယ်လို့ခံယူလိုက်ရင်မွေးလျော်သွားတာပါအဲ့တော့ဒီအလုပ်ကိုစိတ်အလုပ်ကာယကံဝစီကံမနောကံအမှုရာ၃မျိုးမှာအပြည့်အဝနေပြီးတော့ဆန္ဒဓာတ်စေးတော့မဟုတ်ဝေဒနာတကူကိုရှာမယ်ဆိုရင်အဲ့ဒီလုပ်ငန်းကိုပျော်မွေ့နေဖို့မိမိစိတ်နှလုံးမှာခံယူထားပါခံယူမှုပဲ concept နဲ့ပဲပတ်သက်တယ်တကယ်ပြင်းတာပြောတာဆိုတာမရှိပါဘူးအဲ့လိုလုပ်ရင်လည်းဒါဟာရမှာသိမကြတော့ကာလမှာရမှာရက်ပေါင်း60အတွင်းမှာရမှာရက်ပေါင်း90အတွင်းမှာရမှာစသည်ဖြင့်ဖြတ်ထားရမှာပေါ့တကယ်ပြောမယ်ဆိုရင်အတိအကျပြောမယ်ဆိုရင်ဟောဒီဥစ္စာအဲ့ဒီလုံနည်းဟာတစ်လအတွင်းမှာသိတိနိုးပါတယ်ဆန္ဒဓာတ်တွေဆန္ဒဓာတ်စီတကူပြပါတယ်အဲ့တော့တစ်လလောက်လှုပ်ရှားကြည့်မယ်ဆိုရင်ကိုထူးခြားသွားပါပြီအဲ့တော့ရှင်းရှင်းဝေးလေးပြောမယ်ဆိုရက်90ဆိုရင်သူကမလွဲမသွေဖြစ်တယ်လို့ဆိုပါတယ်စမ်းလိုက်ကြည့်ပါအဲ့တော့ဘာတွေမျှော်လင့်ထားမလဲဆိုအခုလို့ငါလှုပ်လိုက်တာဟာတကယ်ကိုတိုက်ရင်ကြီးနဲ့နေရမှာပါလားဘာမှလည်းမဟုတ်ဘဲနဲ့ဒါလေးလှုပ်တာနဲ့တိုက်ရင်ကြီးနဲ့နေရမှာမဖြစ်နိုင်ပါဘူးလို့မတွေးနဲ့မဖြစ်နိုင်ဘူးဆိုတဲ့အရာမရှိဘူးအကြအနနီးစနစ်နဲ့လုပ်ရင်ဖြစ်နိုင်ပါတယ်ဒါနမူနာတိုက်ရင်ကြီးပြောတာပါတိုက်ရင်ကြီးရဲ့ကြီးရလည်းရနိုင်ပါတယ်တိုက်ရင်ကြီးရဲ့မုံမြတ်တာလည်းရနိုင်ပါတယ်ညင်လွယ်ထွန်းလဲအောင်တိုက်ရင်ကြီးနဲ့နေရမှာပဲလို့ပြောတဲ့အခါတိုက်ရင်ကြီးနဲ့နေနေတဲ့လူကဘာဆက်လို့အောင်မှမသိပဲဖြစ်နေတယ်နော်ဒါနမူနာပြောပြတာအဲ့တော့မျောလင်းချက်ထားမယ်တကယ်ရမှာကိုလိုချင်တဲ့အရာကိုဒီနည်းစနစ်နဲ့လုပ်ရင်ဒီဝေဒနာတကူဟာကျင်းနေရမှာဝေဒနာတကူဆိုတာသိတိတကူပဲကျင်းနေရမှာဆိုတာမျောလင်းရမှာအဲ့တော့မျောလင်းခြင်းဆိုတာအင်္ဂလိပ်လိုဟုတ်ပေါ့မျောလင်းခြင်းကဘု து ကိုခိုင်းနေဆိုဝရိယကိုခိုင်းပါတယ်ဝရိယဆိုတဲ့ကောင်ကဘာကောင်းမှမဟုတ်မျောလင်းခြင်းရဲ့တပည့်ကြေးကျွန်များတာဖြစ်ပါတယ်ဒီလူဝရိယကောင်းလိုက်တာဆိုတာသူ့ဘဝမှာမျောလင်းချက်ရှိလို့ပေါ့ဒီလူပြင်းလိုက်တာဝရိယမကောင်းဘူးဆိုသူ့ဘဝမှာမျောလင်းထားတာမရှိလို့ပေါ့ဒီအလုံးမှာအသက်ဟာမျောလင်းခြင်းပါပဲဒီလုံးရဲ့အသက်ဟာမျောလင်းခြင်းပဲပြင်းတာဝရိယကောင်းတာအဲ့လူနှစ်ယောက်ဟာမျောလင်းခြင်းရဲ့အခြေခံပေါ်မှာပဲဝရိယဟာမျောလင်းခြင်းရဲ့ကြေးကျွန်မျောလင်းခြင်းဟာဝရိယရဲ့အရှင်သခင်ဖြစ်တဲ့အတွက်ဒီမှာအထူးတိုက်တွန်းလို့တာကတော့ဒီတို့အကျိုးလိုလားတဲ့ဆရာအနေနဲ့ပြောချင်တာကတော့မျောလင်းခြင်းဟာတကောသိတ္တိရဲ့တော့ချက်ဖြစ်ပါတယ်တကောသိတ္တိရဲ့တီနေရဟာဝေဒနာဖြစ်ပါတယ်လို့ပြောရင်းနဲ့နော်တကောသိတ္တိတီနေရအခန်းကဏ္ဍကိုခဏရက်ကြပါအခုပြောမယ့်အကြောင်းအရာဟာသိတ္တိကြရဲ့ဆွမ်းရင်တတ္တိကိုပြောမှာဖြစ်ပါတယ်သိတ္တိကြရဲ့ဆွမ်းရင်တတ္တိကိုဘ
ယ်လိုနားလည်ရမလဲလို့ဆိုတော့တခါတလေလူတွေအများစုစုထိုင်နေတယ်တယောက်ကမောင်ဖြူရဲ့အကြောင်းစိတ်ကူးနေတယ်မောင်ဖြူလာရင်ကောင်းမှာပဲလို့တယောက်ကစိတ်ကူးနေတယ်အဲ့ဒီအချိန်မှာသူကဘာပြောညာပြောနေမောင်ဖြူလာရင်ကောင်းမှာပဲလို့ထပ်ပြောလိုက်အခြားတယောက်ကလည်းအဲ့ဒီစိတ်ကူးမျိုးပဲပေါ်နေတယ်မောင်ဖြူလာရင်ကောင်းမှာပဲလို့ပြောလဲစိတ်ကူးပေါ်နေတော့နှစ်ယောက်ရဲ့စကားဟာမောင်ဖြူဆိုပြီးတော့အတန်ပြိုင်လူဖြစ်သွားတဲ့အဖြစ်ပြက်မျိုးတွေပြီးတော့မှကျုပ်လက်တာပြောမလို့ဘိုးကတယောက်ကလည်းခင်ဗျားပြောလို့ကျုပ်ကလက်တာပြောမလို့မောင်ဖြူကိုစိတ်ရောက်အဲ့ဒါနှစ်ယောက်စလုံးပြိုင်လူဘာကြောင့်စိတ်ရောက်နေလဲလို့ဆိုတော့တယောက်ကမောင်ဖြူအလိုရှိတဲ့ဝေဒနာပေါ်နေတယ်အဲ့ဒီဝေဒနာဟာအခြားတယောက်ကိုကူးသွားတယ်ဝေဒနာကူးလျှောက်တယ်ဝေဒနာတရားစစ်တာများလိုက်တယ်လို့တယောက်ကိုနှမ်းပြီးတော့လိုက်တယ်ကြောင်းလို့ပြိုင်လူဖြစ်တယ်နောက်ဥပမာတစ်ခုကတော့တယောက်ကလျှောက်ပြီးကိုမဲ့ရွယ်ပြီးတော့စားတယ်သူ့ကိုကြည့်နေတဲ့လူကသရေကြအဲ့ဒါမှဖြစ်လဲဆိုတော့ဒီဘက်ကချင်းတဲ့အရာတာကိုခံစားတဲ့ဝေဒနာကိုမမဲ့ဖြစ်ဖြစ်ခံစားနေတဲ့အခါမှာတစ်ဖက်လူကလည်းပဲအဲ့လိုခံစားလို့ဒိဋ္ဌိပေါ်လာပြီးတော့သရေကြဒါကိုဘာပြောနေတာလဲဆိုဝေဒနာဟာကိုယ်မှဖြစ်ပေါ်ရုံနဲ့မကဘူးသူဟာလျှက်စစ်တဲ့စီးတယ်လို့စီးသွားနိုင်တယ်ချက်တန်းသွားနိုင်တယ်ကူးလျှောက်သွားနိုင်တယ်လို့နားလည်ပြီးတင်ပါတယ်အဲ့ဒါမှလည်းပဲတကုတ်တိတိယဝေဒနာမှာတည်တယ်ဆိုတော့တကုတ်တိတိဟာလည်းကူးလျှောက်သွားနိုင်တယ်လို့ပြောရမှာပဲအဲ့တော့ကူးလျှောက်သွားနိုင်တယ်ဆိုရင်အဲ့ဒီတကုတ်တိတိကိုအရင်ခံပြီးဝေဒနာကိုအရင်ခံပြီးတဥမှတဥစီကိုပို့လွတ်နိုင်တယ်ဆိုတာဒါလက်ခံစရာအကြောင်းရှိပါတယ်အဲ့တော့ဝေဒနာနာမှာကြိုက်မကြိုက်လိုချင်တယ်မောင်းထုတ်ချင်တယ်ဆိုတဲ့အရာနှစ်ခုကိုဆန္ဒလို့ပြောတယ်အဲ့တော့ဆန္ဒကိုလည်းပဲကိုယ်စီမှာရှိတဲ့ဆန္ဒကိုသူတစ်ပါးစီကိုပို့လွတ်နိုင်တယ်ဆိုတာဒီဥပမာနဲ့ရှင်းရှားနေတယ်ဥပမာမောင်ဖြူကကိုယ်စီကငွေချီးထားတယ်ဟောလည်းသွားတောင်းမှခဲ့နေတယ်ဒါပေမဲ့ကိုယ်ဆန္ဒအဲ့ဒီငွေမောင်ဖြူလာပေးတာကိုအလိုရှိတယ်အဲ့တော့မောင်ဖြူအာယုံပြုပြီးတော့ဝေဒနာပို့လွတ်လိုက်တယ်သို့မဟုတ်ရင်သိတိပို့လွတ်လိုက်တယ်သို့မဟုတ်ရင်ဆန္ဒပို့လွတ်လိုက်တယ်ပို့လွတ်လို့ရပါတယ်တဏှာမှာငြိမ်ငြိမ်လေးထိုင်ပြီးတော့လင်းတဲ့အရာလေးတစ်ခုကြည့်ရတယ်ဖျောင်းနိုင်ဖြစ်စေမီလုံးသိမလင်းတဲ့မီလုံးလေးကိုဖြစ်စေမီလုံးသိစူးမဲ့ဆိုရင်လည်းအရှိရမိန်တဲ့အရာဝတ္ထုလေးကွယ်ပြီးတော့မှန်လေးကွယ်ပြီးတော့လင်းတောက်တဲ့မျက်စိခံနိုင်လောက်တဲ့လင်းတောက်တဲ့အရာလေးကိုအာယုံပြုပြီးတော့မျက်စိထဲမှာအာယုံဆွဲလာပြီဆိုရင်မျက်စိကိုမှိတ်လိုက်ပြီးတော့ခုနကိုဖြစ်စေခြင်းနဲ့ဆန္ဒကိုအကြအနာအာယုံပြုပြီးတော့ကိုပို့ကျင်တာမောင်ဖြူစီဆိုမောင်ဖြူစီကိုရောက်ပြီးမောင်ဖြူကပတ်စံနေလာပေးနေပြီငါရရရှိတဲ့ငွေကိုသူပေးခြင်းစိတ်ပေါ်လာပြီသူ့မှာလည်းငါးမှရှိတဲ့ဝေဒနာမျိုးပေါ်ပြီဆိုတော့တစ်ဖက်ကိုဝေဒနာကူးလျှောက်ခိုင်းဝေဒနာတွေခါတယ်အဲ့ဒါဘယ်လောက်လုပ်ရမလဲဆိုရင်7မိနစ်ကအများဆုံးပါပဲဘဏ္ဍာပိုင်းမှာအခက်အခဲရှိလို့ဒါပေမဲ့အဲ့ဒါစိတ်ဓာတ်မကြပါဘူးညှော်လင်းချက်ကိုအရင်ခံပြီးတော့ဝိရိယလေးနဲ့ထည့်ပြီးတော့တနင်္ဂနွေ3ပတ်လောက်လေ့ကျင့်ရင်အတော်ထူးထူးခြားခြားပို့နိုင်အရှင်းရောက်လာနဲ့နှစ်နဲ့ချီပြီးတော့လေ့ကျင့်ထားတဲ့လူတွေဖို့ဆိုရင်တော့အခုချက်ချင်းထားလို့အခုချက်ချင်းပုံမှန်ဝေဒနာပေါ်တယ်လူတွေပါလေသူလိုချင်တဲ့လူနှက်ခေါ်လို့တော့မရဘူးဒါတွေကသိထူးဆန်းတဲ့အရာတွေမဟုတ်ပါဘူးလုံးနိုင်တဲ့အရာတွေဖြစ်ပါတယ်လုံးစမ်းကြည့်ပါအဲ့တော့ဒိဋ္ဌိရဲ့စွမ်းရည်တတ္တိကိုပြောတဲ့အခါမှာသူ့ရဲ့ထူးခြားတဲ့စွမ်းရည်တတ္တိဟာကူးလျှောက်တယ်ဖြတ်တန်းသွားတယ်ကိုလိုချင်တဲ့နေရာကိုပို့လွတ်လို့ရတယ်ဒိဋ္ဌိဆိုတဲ့စကားဟာဝေဒနာဆိုတဲ့စကားနဲ့တွဲဆက်ပြီးနားလဲပါဝေဒနာဆိုတဲ့စကားကိုဆန္ဒဆိုတဲ့စကားနဲ့တွဲဆက်ပြီးနားလဲပြီးတော့ဆန္ဒဓာတ်တွေဝေဒနာဓာတ်တွေဒိဋ္ဌိဓာတ်တွေကိုပို့လွတ်နေပို့လွတ်တဲ့နေရာမှာကံဒီအမှုရာ၃ပါးတပြိုင်နက်ထက်ပါဖို့လိုပါတယ်မျက်စိမိတ်ပြီးတော့စိတ်နဲ့အာယုံပြုပြီးတော့ပို့မယ်ပါဇက်ကလည်းပဲထည့်ပြီးတော့ပြောမယ်မောင်ဖြူခင်ဗျားကျုပ်ကိုပေးရမယ့်ငွေကိုလာပေးခြင်းစိတ်ပေါ်တော့လေပေါ်တော့ကျုပ်က3လို့နေပြီကျုပ်မှအဲ့ဒီလိုဝေဒနာတွေအဲ့လိုဆန္ဒတွေဖြစ်နေပြီခင်ဗျားကလည်းပေးခြင်းတဲ့ဝေဒနာတွေပေးခြင်းတဲ့ဆန္ဒတွေဖြစ်တော့အခုခုဖြစ်တော့ဘာဖြစ်လို့မဖြစ်ဖက်နေရမှာလဲဖြစ်ရမှာပေါ့အဲ့ဒါတိုးတိုးညင်ညင်လေးပြောရမယ်နော်တိုးတိုးညင်ညင်လေးမှဒီမှာသိတိဓာတ်နဲ့ပတ်သက်တဲ့စကားတွေအားလုံးမှာအကျေကြီးပြောကြမလို့တခြားလူကိုပြောတာမဟုတ်ဘူးကိုယ့်ကိုပြောတာဆိုတော့
တိုးတိုးလေးညင်ညင်လေးဘယ်လောက်တိုးရမလဲဆိုရင်ချစ်သူနှစ်ဦးစကားပြောသလိုညင်ညင်သာသာလေးနဲ့တိုးတိုးလေးပြောမှာပေးလေဆိုတာမျိုးမရအောင်နော်ပေးပါပြီးတော့လေအခုပေးပါအဲ့ဒါလောက်တိုးလေအထဲကိုဝင်သွားလေပဲဘယ်အထဲကိုလဲကိုယ့်ရဲ့မနှောထဲကိုဝင်သွားတယ်အဲ့တော့မနှောကနေပြီးတော့ဝစီလုံးမယ်ဝစီကနေမနှောအဲ့လိုဓာတ်ပြန်ကူမယ်ပြီးတော့လက်ဟန်ချီကနေစိုးစိုးကရှင်းပြခဲ့တယ်စိုးစိုးအခန်းရှင်းပြခဲ့တယ်လက်မြောက်မယ်လက်ကိုအပေါ်မြောက်လိုက်အောက်ချလိုက်အချိန်မှန်မှန်စီးချက်ညီညီပို့ရမယ်မကြခင်ခံကျုပ်ကြီးကိုလာပို့ရမယ်ဆိုတော့လက်ကိုမြောက်ရမ်းမှာအဲ့လိုအမူအရာ၃ပါးစုံရင်မနေနိုင်ပါဘူးအဲ့ဒီလိုကတနည်းမို့တနည်းနဲ့သိသွားပြီးတော့ဘယ်လိုကြောင့်မှမသိပါဘူးဗျာခမည်းစီပတ်စံပေးရမှာမေ့နေတာညတော့ကအဲ့ဒါသတိရလို့ချက်ချင်းလာမလို့အချိန်မရှိတော့လို့အခုလာပို့လာလို့လာပို့တဲ့အဖြစ်အပျက်ကိုကြုံတွေ့ရတဲ့အခါမှာကိုရလိုက်တဲ့ငွေအတွက်ဝင်လာတာမဟုတ်ဘူးနော်ကိုယ့်ရဲ့ကျင့်စဉ်ဟာအတော်ဟုတ်သွားပြီဆိုပြီးတော့ပီတိဖြစ်เสียကောင်းတယ်လို့ပြောချင်ပါတယ်ဗျာဝေဒနာတကူပေါ့နော်သိတိတကူပဲပြောဝေဒနာတကူပြောခန္ဓာတကူပဲပြောဝေဒနာအရင်ခန္ဓာအဲ့ဒီဝေဒနာတကူကကူးလျှောက်တတ်တယ်ကိုလွတ်လို့ရတယ်ဆိုတာနားလေသူတတ္တိကဘာနဲ့တူလဲလို့ဒီမြစ်ထဲမှာထောင်းထဲမှာမော်တမောကြီးခုတ်သွားတယ်နောက်ကကြရက်တွေထားပြီးတော့လိုင်းလုံးကြီးအဲ့လိုင်းလုံးကြီးဒါတခါတည်းကန်းသက်ကိုတွားနေတော့မှနောက်ကလိုင်းလုံးတစ်လုံးကိုအကျိုးပြုဒီလိုင်းလုံးကြောင့်မကြီးကကြရက်ထားပြီးနောက်ကလိုင်းလုံးနောက်လိုင်းလုံးကနေနောက်လိုင်းလုံးကိုပစ္စည်းတဲ့နဲ့အကျိုးပြုပြီးတော့လိုင်းနေခါဝေဒနာတွေကလည်းစလောက်တာနည်းနည်းနောက်တော့တဖြည်းဖြည်းဝေဒနာတက်တွေခါလာတယ်တကူကြီးပြီးသွားလာအဲ့ဒါလုံးကြည့်မှသိတယ်သူတတ္တိကသိထူလာဝေဒနာကနေနောက်တော့ဝေဒနာနေရောနောက်တော့ဝေဒနာတကူကနေဝေဒနာတကူကျေစုပြုပြီးတော့ထပ်ထပ်ဖြစ်အဲ့တော့မနှောနေစိတ်အာရုံနဲ့မနှောရတဲ့ဝေဒနာတွေဖြစ်တယ်အဲ့ဒီဝေဒနာတွေဖြစ်တယ်ဆိုတော့ခံစားမှုတွေအဲ့ဒါတွေဟာတကယ်ကိုရုပ်တဏ္ဍာနဲ့ရှိနေတယ်လို့နားလဲပါနော်မျက်စိနဲ့မမြင်နိုင်သေးလို့မမြင်ရမယ်မြင်ရတဲ့ဒီနေ့မှာအဲ့ဒီရုပ်တဏ္ဍာနဲ့တကွမြင်ရမှာရုပ်တဏ္ဍာနဲ့တကွလည်းမဟုတ်ဘူးအယောင်နဲ့တကွမြင်ရမှာအကျမ်းမြင်ရမြင်အယောင်တွေအကြောင်းပြောပြတယ်အဲ့ဒီဝေဒနာတွေကိုအကြောင်းပြုပြီးတော့ဝေဒနာဒီမှာအယောင်တွေထွက်လာကာလာတွေအဲ့ဒီကာလာတွေသိထူးကြတာပဲဒီပေါင်းမြောက်ပြီးသားဒီဘက်ကလမ်းမကြီးပဲဆိုဒီအယောင်တွေကိုတန်းမြင်တော့အဲ့ဒါအယောင်တွေအကြောင်းပြောပြအဲ့ဒီအယောင်တွေကဥပမာဆိုတော့အယောင်ကဘယ်လိုတည်ရှိလဲဆိုလူရဲ့ပုံသဏ္ဍာန်အတိုင်းပဲဘေးနားမှာတပေလောက်ပတ်နေအယောင်ဝန်းကြီးပတ်နေလူတယောက်ဟာကြာနာတခါစိတ်နှလုံးညှို့နှိုးပြီးတော့ဘုရားကြည်ညိုနေတယ်ဆိုရင်သူ့ဘေးမှာခမ်းညို့ပြအယောင်လေးပတ်နေတယ်သူ့ဘေးအပြာရောင်လေးဒါမဲ့အညိုလည်းပါတယ်နော်မေတ္တာပို့ပြီးတော့တစုံတယောက်ကိုတခါလေမေတ္တာဓာတ်တွေပို့နေတော့မို့လောကရကြီးတစ်ခုလုံးမေတ္တာဓာတ်တွေပို့နေတယ်ဘယ်လိုကတရားကြီးလွှမ်းမိုးနေတယ်လူတယောက်ရဲ့ဘေးမှာအလွန်ကြက်တည်ရှိတဲ့အနီရောင်တစ်မျိုးဟာသူ့လူပုံသဏ္ဍာန်တိုင်းဘေးကနေပတ်နေသိထူးကြတာကျင်နာတနာတဲ့စိတ်တွေအယံပေါ်နေပြီဆိုရင်ကြည်လင်တဲ့အစိမ်းရောင်ကြည့်ပါမေတ္တာနဲ့အစိမ်းရောင်အပြာမျိုးအပြာကြည့်မျိုးခါရဉာဏ်นี่ကိုမျိုးပြီးတော့တခါလေဉာဏ်นี่ပွင့်နေပြီဆိုရင်အဝါရောင်ချွေရောင်ပတ်ဒီလားကောင်းတဲ့လူမှဆိုရင်အလင်းရောင်တွေပတ်တအားစိတ်ဆိုးနေတာရမ်းမှုမိကြဒေါသတွေပေါက်ကွဲနေတယ်ဆိုအိုးပြူးပြဲအနီရောင်ကြီးလူကိုယ်ဘေးမှာမနီမညာအတွန့်နှိုင်းနေပေါင်းနေတာတယောက်ကိုရုပ်မာပြီးရန်ညှိုးဖွဲ့ပြီးဒုက္ခပေးမှုကြံစည်နေတဲ့လူကြောက်ရဲ့ဘေးနားမှာလက်ကျုပ်အယောင်ကြီးတခါလေကြောက်ခဏလေးကိုဖွင့်တယ်သူများကိုပေးရမှတွန့်လို့မပေးဘဲနေရရင်ဘယ်လိုကောင်းလဲဆိုပြီးတော့ကောက်ကျစ်ဆင်းလဲတဲ့အကြံပြုနေလူမှာအနည်းရဲ့အပြာရဲ့ညစ်ပုတ်တဲ့အယောင်တစ်ခုရဲ့ရောထားတဲ့အယောင်တစ်ခုထွက်နေတယ်လိန်လေကောက်ကျစ်တဲ့လူမှာတော့အစိမ့်ပုတ်ရောမာနကြီးတဲ့လူမှာလည်းဒီသဘောပဲကြောက်နေတဲ့လူမှာတော့
အဲ့ဒါအဖြူနဲ့အပြာရောထားတယ်ပြန်နှမ်းအယောင်နော်အညိုရောင်ထဲမှာသတ်ဖို့အဲ့ပါနေတယ်စိတ်ကညှိုးငယ်နေရင်တော့မြင့်သေးတဲ့အယောင်ဖြစ်တဏှာရာကတွေသိကြီးနေရင်တော့หนีပုဂ္ဂိုလ်အယောင်ကာကြီးအောင်လို့အဆက်ပြောက်နေတယ်ထွက်နေတယ်ဒါအချမ်းမြင့်အယောင်တွေကြောင့်ပြောပြတာဘာလို့အယောင်တွေကြောင့်ပြောပြလဲလို့ဆိုတော့ဝေဒနာထွက်ပေါ်လာပြီဆိုရင်အဲ့ဒီဝေဒနာနဲ့သူကသဏ္ဍာန်နဲ့တကွာရုပ်သဏ္ဍာန်နဲ့တကွာရှိနေနားလဲအယောင်နဲ့ရှင်းပြတယ်အဲ့တော့ကိုယ်ဝေဒနာတွေကအထိုင်ခဲနဲ့ရှိတယ်လို့နားလဲပါရုပ်သဏ္ဍာန်နဲ့ရုပ်သဏ္ဍာန်လို့လက်မခံသေးရင်တော့ကာလာတွေနဲ့တကွာရှိနေတယ်နောက်ပြောမှာတော့အဲ့ဒီကိုစပြီးတော့လက်ကျင်ပြီသိတိတို့လက်ကျင်ပြီဆိုတဲ့ကလူမှဥပဒံဆွဲနေရမယ်ဒါနေရောညရောဒါရကိုရမယ်မဖြစ်မနေဘူးခုနကတော့ဥပမာဟလာထင်ရှားတာပြောမယ်ဆိုတိုက်ရင်ကြီးနေနေမယ်ဆိုရင်လည်းအဲ့ဒါဥပဒံကိုကတ်နေတာအဲ့တော့ဥပဒံကတ်နေတယ်ဆိုတော့အခြားစိတ်တွေမဖြစ်ပေါ်နိုင်ဘူးလားတဲ့အခြားစိတ်တွေဖြစ်ပေါ်နိုင်တာပေါ့ကိုလိုချင်တဲ့အရာကိုအာယုံညွှတ်နေရင်လည်းပဲလူဆိုတော့လူမှုကိစ္စတွေအများကြီးပဲစိတ်ညစ်စရာရှိမယ်ဒေါသထွက်စရာရှိမယ်လန့်စရာရှိမယ်ပျော်စရာရှိမယ်စသည်ဖြင့်အဲ့ဒီအရာတွေမပေါ်နိုင်ဘူးလားဆိုတော့ပေါ်နိုင်တယ်ပေါ်နိုင်တော့ကောင်းမြတ်တဲ့စိတ်တွေပေါ်ရင်တော့အကြောင်းကိုမကောင်းတဲ့ဒေါသစိတ်တွေမောဟစိတ်တွေလောဘစိတ်တွေပေါ်လာမယ်ဆိုရင်ခုနကျင့်စဉ်ကိုအနှောက်အယှက်ဖြစ်နိုင်တာပေါ့အဲ့ဒီကျင့်စဉ်ကိုအနှောက်အယှက်ဖြစ်မယ်ဆိုရင်တော့ကျင့်စဉ်အထမမြောက်နိုင်အဲ့တော့ဘယ်လိုလုပ်ရမလဲလို့ဆိုတော့မကောင်းတဲ့စိတ်လို့ယူဆတဲ့အရာတွေလမ်းပြောင်းပြရအဲ့ဒါစိတ်လမ်းပြောင်းတယ်လို့ပြောတယ်လို့မဟုတ်ရင်ဝေဒနာလမ်းပြောင်းတယ်ဘာနဲ့တရားလူလဲဆိုရင်ဘောလုံးလေးလူပြောက်ကလှိမ့်ပြီးတယ်ကိုကအဲ့ဒီဘောလုံးကိုဖမ်းပြီးတော့ကိုယ့်ရဲ့ညာဘက်ကလူဘက်ကိုပို့ရမယ်ဆိုပါတော့အဲ့တော့လှိမ့်တာတတ်တာလှိမ့်တယ်လို့တတ်တာလှိမ့်လိုက်တယ်ကိုကတစ်ခါဖမ်းမယ်ဖမ်းပြီးတော့မှကိုပို့ရမယ်ညာဘက်ကလူစီကိုပြစ်ပုတ်မယ်အစားဟိုကလှိမ့်လိုက်တာလေးကိုလက်လေးနဲ့အသာခံပြီးတော့ခက်ဆောင်းဆောင်းလေးခံလိုက်လို့ရှိရင်ဘောလုံးလေးကကိုယ့်လက်ကိုလာထိတာရဲ့ဟိုဘက်ကိုထွက်သွားတာရဲ့ဟာနှစ်ခုသောအလုံးမဟုတ်တော့ဘဲနဲ့တစ်ခုသောအလုံးပေါ့စိတ်လမ်းပြောင်းလိုက်တာပေါ့ကဲအဲ့ဒီကျင့်စဉ်ကျင့်နေတော့မှကျင့်စဉ်ကလည်းမပြီးသေးဘူးဒေါသဖြစ်เสียကြီးကြီးမားမားဖြစ်လိုက်ပြီဆိုတာနဲ့ဒေါသလို့မှတ်ကြည့်လိုက်တာနဲ့အဲ့ဒေါသကိုဘယ်ဒီပြောင်းမလဲကိုလိုချင်တဲ့ဝေဒနာအထိပြောင်းလိုက်ရမယ်အဲ့ဒီစိတ်ဆိုးစရာကြီးဒေါသကြီးကိုငါတက်အိမ်ကြီးနဲ့နေရမယ်ဒေါသကြီးပါလားလို့သိလိုက်စိတ်ကကြကြကြီးလာတယ်။အဲ့ဒီမကောင်းတဲ့စိတ်ညံ့တဲ့စိတ်နော်ညှိုးငယ်တဲ့စိတ်ဒီစိတ်တွေဟာငါတိုက်အိမ်ကြီးနဲ့နေရမယ်အရာတွေပဲလို့တခါလဲမှတ်ယူလိုက်လက်နဲ့သိမ့်သွားအမလေးလို့အော်ပြီးတာနဲ့အဲ့ဒီအမလေးဟာငါတိုက်အိမ်ကြီးနဲ့နေရမယ်အမလေးပါလားလူတယောက်ကိုစိတ်ဆိုးလို့ဆဲမယ်ဆိုရင်မဆဲနဲ့တော့တခါလဲအာယုံပြုလိုက်ငါတိုက်အိမ်ကြီးနဲ့နေရမယ်ဒီဆဲစရာကိစ္စပေါ့ရိုက်စရာကိစ္စလည်းမရိုက်နဲ့တော့ငါတိုက်ရင်ကြီးနဲ့နေရမယ်ရိုက်စရာကိစ္စကြီးပါလားလို့သိလိုက်တာနဲ့အဲ့လိုသိလိုက်တာနဲ့စိတ်လမ်းပြောင်းပြီးသားဖြစ်သွားတာပါပဲစိတ်လမ်းပြောင်းတယ်ဆိုတာမကောင်းဘူးလို့ထင်တဲ့အညံ့စိတ်ကြီးဒေါသစိတ်ကြီးမောဟစိတ်ကြီးလောဘစိတ်ကြီးတတ်တတ်မဖြောက်တော့အဲ့ဒါတွေကကောင်းတဲ့စိတ်ကြီးဖြစ်သွားအဲ့ဒါတွေကိုရလိုက်ပြီငါတိုက်ရင်ကြီးနဲ့နေဖို့ရလိုက်ပြီအဲ့ဒေါသဖြစ်လိုက်တာဟာငါတိုက်ရင်ကြီးနဲ့နေဖို့ဆိုပြီးဒေါသကိုခံယူလိုက်တာအဲ့မှာအမှန်တပြင်းထန်တဲ့ဒေါသကဝိညာဉ်တကူကြီးပြီးမိမိခန္ဓာထဲမှာအကြနာကိန်းကြီးပို့လောင်ပြီးသားအဲ့တိုင်းနားလေကြပါအဲ့တော့အဲ့စိတ်လမ်းပြောင်းတဲ့အခါဒီမှာကြောက်သွားတဲ့အခါမှာလည်းစိတ်လမ်းပြောင်းလာတာအကောင်းဆုံးပဲဝိညာဉ်အရဆုံးပဲနောက်တမန်အချိန်ထဲမှာရေချိုးနေရင်လည်းရေချိုးတဲ့စိတ်ကရေနဲ့ခန္ဓာကိုယ်နဲ့ထိတဲ့အခါမှာစိတ်လမ်းပြောင်းလို့ပေါင်းပါတယ်အခုငါချိုးနေတဲ့ရေတွေကအေးသွားတာဟာအဲငါတိုက်ရင်ကြီးနဲ့နေရဘူးအေးသွားတာငါကိုယ်ထဲမှာအဲ့ဒီတကူတက်ပြီးဝင်သွားပြီခမင်းစားတဲ့အခါမှာလည်းအဲ့လိုပဲခံယူလိုက်ပါစိတ်လမ်းပြောင်းကြရည်ဒီပဲလို့နားလည်လိုက်ပါနော်နောက်တစ်ခုကတော့ဒီဝေဒနာကိုအပြင်းထန်ဆုံးထားဖို့နိုးဖို့အခုလုံးနေတာဝေဒနာတကူမလားသိတိဆိုတာဝေဒနာတကူပဲခံစားမှုတွေတကူပြောင်းလို့လားအဲ့ဒီအကြောင်းအရာတွေမှာလူတယောက်ဟာချမ်းသာကြွယ်ဝဖို့အာယုံပြုထားရင်ဝေဒနာပိုတက်တယ်အချွေရံများဖို့ကြက်တည်မင်္ဂလာတိုးဖို့ဩဇာတကူကြီးဖို့ကျမ်းမာဖို့မျက်နှာပွင့်ဖို့ကြော်စောထင်ရှားဖို့
ပညာဉာဏ်ကြီးဖို့အကျဉ်းကြမ်းမှလွတ်မြောက်ဖို့ကြီးမားတဲ့အလုတ်ကိုင်းကြီးတွေယာရုကြီးတွေရဖို့ချစ်တော်သူကိုရဖို့ရဲရင်တည်ကြည်ဖို့အဲ့ဒီအချက်တွေကိုလူတွေဟာတောင်းတကြတယ်ရယူလို့ချင်းခုနကြိုက်မကြိုက်တယ်မှာကြိုက်ထဲမှာပါတယ်အဲ့တော့ကြိုက်ထဲမှာကြတော့ကြိုက်ဝေဒနာကိုဖန်တီးမယ်ဝေဒနာတကူဖန်တီးမယ်ဆိုရင်အဲ့ဒီဟာတွေလည်းအာယုံပြုလို့ရပါတယ်လို့ပြောရင်းနဲ့တကူသိတ္တိရဲ့တတ္တိသဘောကိုဒီအခန်းမှာရပ်ပါမယ်သိတိတတ်တည်တဲ့နေရာရဲ့သိတိတတ်ဓာတ်ရဲ့စွမ်းအားရဲ့ပြောပြီးအဲ့ဒီသိတိတတ်ကိုထက်မြက်တဲ့ထက်မြက်အောင်သိတိတတ်ကြီးဟာရင့်ကျက်ထက်မြက်လာအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာအခုပြောပြမယ်သိတိတတ်မှာအရှိန်ရှိတယ်နှစ်ယောက်တယောက်ကလည်းသိတိရှိတယ်တယောက်ကလည်းသိတိရှိတယ်သူတို့မှာသိတိတတ်နှစ်ယောက်လုံးရှိတယ်ဒါပေမဲ့ကြီးတဲ့တတ်ဟာငယ်တဲ့တတ်ကိုနိုင်သမီးပဲအရှိန်တတ်အရှင်ကြီးတာအရှင်ကြီးတော့အဲ့တော့တယောက်နဲ့တယောက်ဒိဋ္ဌိချင်းတူတယ်ဆိုပေမဲ့အရှင်ချင်းမတူနိုင်ဘူးเนาะဒိဋ္ဌိအရှင်မြင့်တယ်လို့နိုင်တယ်လို့ဆိုတာရှိနေတာပဲအဲ့တော့သဘောတစ်ခုပေါ်မှာတော့ဒိဋ္ဌိတရားလို့ပြောတာ ਨੇ တရားနဲ့ပဲသူနဲ့ဘယ်သူနဲ့ဒိဋ္ဌိရတာချင်းတူတူပဲအဲ့လိုပြောလို့မရဘူးအဲ့တော့ဒိဋ္ဌိတရားဟာအရှင်နေရှိတယ်ကြီးတဲ့တက်ဟာငယ်တဲ့တက်ကိုအားပြုလို့ရတယ်ငယ်တဲ့တက်ကိုနိုင်လို့ရတယ်ရစကားနဲ့ပြောရင်ဒီကနေပြီးတော့သိတိဝေဒနာတကိုးတွေတယောက်ကိုဆေလွတ်တယ်ဘာလို့ပြီးငါစီကိုလာခဲ့ငါစီယူသွားတဲ့ငွေကိုပြန်ဖို့ဟိုခိုင်းတဲ့လူဟာအဲ့ဒါကိုယ့်ရဲ့သိတိတငယ်မှရမယ်နော်ငယ်မှရမယ်ကိုယ်သိတိတကြီးမှရမယ်အဲ့တော့ကြီးအောင်ရင့်ကျက်အောင်လုပ်ဖို့လိုတယ်ဆိုတာဒါပထမနားလည်ထားမယ်သိတိတကိုရင့်ကျက်အောင်လုပ်တဲ့နေရာမှာအကောင်းဆုံးကတော့အမြင့်ဆုံးသိတိတဟာမေတ္တာတတ်ပဲမေတ္တာတဟာသိတိတကြီးဖြစ်တယ်ဝေဒနာတတ်မှလည်းပဲမေတ္တာတဟာဝေဒနာတတ်နဲ့ပေါင်းဆက်လိုက်ရင်အလွန်ကြီးမားတဲ့ဓာတ်ကြီးတစ်ခုဖြစ်သွားတယ်အဲဒီမေတ္တာတတ်လောက်ကောင်းတဲ့သိတိကိုထက်မြက်စေတဲ့တတ်မရှိဘူးအဲ့တော့ပထမအဆုံးထင်မှတ်ယူရတယ်ငါဟာမေတ္တာတတ်များပြည့်လွှမ်းနေတဲ့လူဖြစ်တယ်လို့ကိုယ့်ကိုယ်ခံယူရတယ်မေတ္တာတတ်တွေနဲ့အပြည့်ဖြစ်နေတယ်အဲ့ဒီမေတ္တာတတ်ကြောင့်လူနာပြမတော်ဝါတို့ဟာဘသူပဲဖြစ်ငါကိုတွေ့တာနဲ့လုံးမငါတောင်းတတာနဲ့သူတို့ဟာစောင့်ရှောက်နေတယ်မေတ္တာတတ်ရဲ့ကြီးမားတဲ့အရှိန်ကြောင့်စောင့်ရှောက်နေတယ်လို့လေကိုမနှောအိမ်မှာခံယူရတယ်နောက်ပြီးတော့မိတ်ဆွေဖြစ်ပြီးမေတ္တာတတ်ပြည့်ဝတဲ့လူတွေနဲ့မတွေ့ကျင်တယ်သူတို့နဲ့မိတ်ဆွေဖြစ်ခြင်းတယ်မေတ္တာတတ်ပြည့်ဝတဲ့လူတွေဟာငါရဲ့အပေါင်းအသင်းတွေဖြစ်စေခြင်းတယ်လို့အာရုံပြုအောင်အဲ့ဒါဘယ်လိုအာရုံပြုရမလဲတနေ့ကိုတစ်ခါအာရုံပြုရမယ်တနေ့ကိုတစ်ခါအာရုံပြုရမယ်ဆိုတော့မတ်တရပြီးဖြစ်စေထိုင်လို့ဖြစ်စေဒါပေမဲ့ဝမ်းပိုက်ထဲမှာအစိုက်လို့မလုပ်ရမယ်အဲ့ဒါ10မိနစ်ပါပဲခုနကျင့်စဉ်တိုင်း10မိနစ်ထိုင်ရဖြစ်စေထားရဖြစ်စေကိုယ်မှရှိတဲ့အကျော်အချင်းတွေကိုလျှော့ပြီးတော့အဲ့ဒါအေးစေးစေးနဲ့အဲ့ဒါကိုစိတ်ကူးပြီးခံယူပြီးပါဇက်ကလည်းခုနကတော့လို့ဝစီကံမှုပေါ့နော်အဲ့ဒါလည်းပြောနေရမယ်လက်ကလည်းလှုပ်ရမ်းနေပြီငါမေတ္တာတတ်ကြီးဖြစ်တယ်ငါမေတ္တာကိုလိုရှိတယ်နော်ငါမေတ္တာတတ်ကြီးဖြစ်တဲ့အတွက်မေတ္တာတတ်ကိုအလိုရှိကြကုန်သောလူနာပြမတော်ဝါတို့ကငါ့ကိုကူညီကြတယ်ငါကလည်းမေတ္တာတတ်ပြီးပြေးသွားတဲ့လူတွေနဲ့ပဲမိတ်ဆွေဖြစ်ခြင်းတယ်ငါ့ကိုတွေ့တာနဲ့သူတို့လည်းမိတ်ဆွေဖြစ်မှာပါအဲ့လိုတခါတည်းအလိုတွေဆန္ဒတွေဟောစား10မိနစ်ပဲဘယ်ချိန်လုံးရမယ်လို့မပြောဘူးဘယ်လိုသကလုံးမျိုးတွေလောက်ပါဘာတွေရွတ်ဆိုပါဆိုပြီးတော့သိပညာစာအုပ်တွေလို့ဟိုဝကြတွေနဲ့အတီးတီဖွဲ့ဆိုထားတဲ့စာတွေဒီမှာမပြောတာ10မိနစ်ကလွတ်လာလုံနိုင်အောင်ပါငါဒီအဲ့ဒါဘယ်နေ့မှဘယ်လိုအဲ့လိုဟာမျိုးမပြောဘူးပြောလို့ရတယ်ပြောရင်ဘောင်ဖြစ်သွားမှာဆိုလို့နော်အဲ့ဘောင်ဆိုရင်ဘာဘောင်မှမကောင်းဘောင်ဒါမှမဟုတ်ဘောင်လို့ကိုယ့်အကူထည့်ခြင်းတဲ့သကလုံးထဲမှာအဲ့ဒီသကလုံးနဲ့လေ့ကျင့်နေရင်အဲ့ဒီသကလုံးကကိုယ်နှလုံးသားကိုမရိုက်ခတ်ဘူးကိုယ်စိတ်ကိုမထိခိုက်ဘူးတဲ့နောက်တဲ့သကလုံးရွေးလို့ပါရွတ်နေရင်အဲ့ဒီသကလုံးကရိုးလာပြီးထွန်းအသစ်ဆန်းထွင်ပြီးတော့ရွတ်နိုင်ပါလေအင်္ဂလိပ်လိုပဲရွတ်ကလားလိုပဲရွတ်တရုတ်လိုပဲရွတ်ပါဠိလိုရွတ်ဗမာလိုရွတ်ကိုယ့်ရဲ့မနှောအိမ်ကိုလှုပ်ရှားစေတဲ့နော်စလုံးတွေရွေးပြီးတော့ကိုယ့်ဘာသာကိုလုံနိုင်အောင်ဆိုပြီးဒီကစာကြောင်းတွေဖြုတ်ပြီးပေးထားတာပါအဲ့တော့အဲ့လိုလုပ်ရမယ်မေတ္တာတတ်အဲ့တော့မေတ္တာတတ်မှာကစကလုံးတွေအရေးမကြီးဘူးစကလုံးတွေတူတူနဲ့ကိုယ်နှလုံးသားကိုယ်မနှောအိမ်ကိုထိခိုက်ဖို့
ရေးကြည့်တယ်အဲ့ဒါ9မိနစ်တည်းမလဲ10မိနစ်တည်းမများအဲ့ဒါရွတ်ပြရမယ်ထိမိမဲ့စကလုံးလေးတွေကိုမနှောရလက်ခံမဲ့စကလုံးလေးတွေကိုလည်းရွေးချယ်ဖို့ပြောပြီးပြီအဲ့လိုရွေးရင်းနဲ့အဝိအစားအနေထိုင်အပြောအဆိုအဲ့ဒါတွေကအများလက်ခံနိုင်တဲ့အဆင့်ထိနေရမယ်အလွန်မဲ့တခါတည်းငါကျင့်စဉ်တစ်ခုကိုကျင့်နေတဲ့အတွက်ဆုပ်ဆုပ်ပြက်ပြက်နေမယ်ဖြစ်တယ်လို့နေမယ်အဲ့လိုမဟုတ်ဘူးနော်တင့်တယ်အောင်နေရမယ်အဝိဇ္ဇာအနေထိုင်အပြောအဆိုအဲ့ဒါတွေကအများနဲ့မဆန့်ကျင်မဲ့တင့်တယ်တယ်ဖြစ်အောင်နေပြီးတော့အဲ့ဒီမေတ္တာဓာတ်ကိုရင့်တည်တဲ့ကျင့်အောင်လုပ်ရမယ်အဲ့ဒါမေတ္တာဓာတ်ကိုလုံနေရနေပြီးတော့ချွတ်ချော်လာမယ်လို့ထင်ရင်ဟိုပထမဒုတိယအကြောင်းမှာပြောတဲ့စိတ်လန်းပြောင်းနည်းကိုပြန်သတိရပြီးစိတ်လန်းပြောင်းနည်းကိုလည်းပဲသုံးပါနေ့စဉ်သုံးပါအဲ့တော့မေတ္တာလို့ပြောလိုက်တဲ့အခါမှာမေတ္တာကိုအကျဉ်းမြင်အဖြစ်ကိုယ်တဲ့ကြီးတဲ့မြင့်မြတ်တဲ့လူကိုမေတ္တာထားတာဟာမေတ္တာဆိုတဲ့အစားသူကကြီးညိုတယ်ဆိုတဲ့စလုံးသုံးတာပဲကိုယ်နဲ့တန်းတူလူတော့မေတ္တာအစားချစ်တယ်လို့ပြောတာပေါ့ကိုယ်အောက်နှိမ့်တဲ့လူကိုတော့ညှတာတယ်သနာတယ်ပေါ့အဲ့ဒါမေတ္တာရဲ့အခြားသောစကားတွေကြီးပါပဲအဲ့တော့မေတ္တာရဲ့အခြားသောစကားတွေမှာအများကိုလည်းဖြန့်ဖို့မယ်သရောအနန္တကိုလည်းဖြန့်ဖို့မယ်တဦးတယောက်တည်းကိုလည်းလိုအပ်ရင်ပို့မယ်နောက်ကိုလည်းပဲခုနကတော့မေတ္တာတုံးကြီးငါမေတ္တာနဲ့ပြည်လင်းနေတဲ့လူကြီးဆိုတာကိုအမြဲတမ်းခံယူနေကိုလိုပါတယ်အဲ့ဒါနာယီနဲ့သတ်မှတ်ပြီးတော့9မိနစ်ကနေ10မိနစ်အတွင်းအဲ့ဒီသိတိဓာတ်တွေထက်မြက်ရင့်တန်စေဖို့အတွက်မေတ္တာကိုနှိုးဆွပါလို့ဒီခန္ဓာနာမှာပြောလိုက်ခြင်းပါလေဒီကသိတိကျင့်စဉ်အတွက်အရေးကြီးတဲ့အခါမှာဒီခါရဲ့ကောင်းစဉ်ကချမ်းသာကြွယ်ဝခြင်းကိုသိတိနည်းဖြင့်ရယူခြင်းနဲ့သိတိကျင့်စဉ်နဲ့ချမ်းသာကြွယ်ဝခြင်းကိုရယူခြင်းတချို့ဒါကိုမယုံကြပါဘူးယုံနာမယုံနာအကြောင်းမဟုတ်ဘူးကျင့်စဉ်ရဲ့သဘောထားကိုပြောပြဒီတကောသိတိရအောင်ရအကြောင်းကြံစည်တာဒါလူတမန်ရဲ့အလုပ်တော်မှာတော်တော်ကိုစွန့်စွန့်စားစားလုပ်တတ်တဲ့သဘာဝရှိမှလည်းတော့စိတ်ဝင်စားယုံလဲယုံကြည်တာအဲ့တော့သိတိလမ်းစဉ်ကိုလိုက်မယ်ဆိုရင်ပထမအဆုံးသိထားဖို့ကလူလောကကြီးမှာဘာအလုပ်လို့မှမဖြစ်ဘယ်နေရာသွားလူရမဝင်စီးပွားရေးရလဲကြာဆုံးဘာမှကြံလို့စီလို့မရတော့မှဘုန်းကြီးဝတ်တဲ့လူတို့ယသိလိုလုပ်တဲ့လူတို့ယောဂီလုပ်တဲ့လူတို့ခန္ဓာကြီးထွက်တဲ့လူတို့တွေ့လို့လေအဲ့ဒီလမ်းစဉ်မှာလည်းသူတို့မအောင်မြင်ပါဘူးစထွက်လာတဲ့ဟိုကလည်းသူတို့ကဒီဘက်ကလူလောကဟိုမှာကြာဆုံးပြီးဒုက္ခရောက်ပြီးတော့မှကြံရမရလို့လို့သိတိလမ်းစဉ်ကကြံရမရတဲ့လူတွေလုပ်တဲ့လမ်းစဉ်မဟုတ်ဘူးအကြံဉာဏ်ရှိတဲ့လူတွေဇွဲတတ်တိရှိတဲ့လူတွေလုပ်တယ်လို့ဖြစ်တယ်အဲဒါသိတိလမ်းစဉ်ကိုတကယ်ယုံကြည်နဲ့လိုက်မယ်ဆိုရင်လူတယောက်ဟာစင်းရဲမွဲတည်းမှလိုက်လို့တော့မဖြစ်ဘူးချမ်းချမ်းသာသာချောင်းချောင်းလဲလဲကြွယ်ကြွယ်ဝဝအရှင်ပြေးနေတဲ့အချိန်ကနေတကယ်လို့စီးစိမ်ဥစ္စာကိုကျွန့်နေရရှိရင်လဲသူ့မှာရှိမှကျွန့်တယ်လို့ပြောလို့ရမှာပေါ့စားကြမရှိတဲ့လူကတို့ကဘာကျွန့်ပြီးထွက်လာတယ်ဆိုတာဒါအတိတ်ပဲမရှိဘူးကြပြားမှမရှိတယ်လို့ကျွန့်လို့မရဘူးပထမရှိအောင်လုပ်ဒီလမ်းစဉ်မှာသိတိကျင့်စဉ်ကိုလုပ်တဲ့လူဟာပထမဦးဆုံးချမ်းသာကြွယ်ဝခြင်းကိုမရမနေရှာမရတယ်ဒါဟာလမ်းစဉ်ရဲ့သဘောထားပဲချမ်းသာကြွယ်ဝအောင်ပထမလုပ်ရတယ်အများကြီးမဟုတ်တော့လူလောကထဲမှာဒီလိုဟာမွဲတည်နေတဲ့လူမဟုတ်ဘူးချောင်းချောင်းလဲလဲရှိတယ်စားနိုင်တောင်းနိုင်တယ်ပြည့်ပြည့်စုံစုံရှိတယ်နေစရာအိမ်စီးစရာရင်ရထားတော့သူ့မှာအပူရှံငွေတွေကျွေတွေရှိနေတဲ့လူဒီလောက်တာအဲ့လိုလုံးမှလည်းတင်းတယ်ပဲဒီကျင့်စဉ်ကအဲ့လိုတွားတာရှင်းတော့ဒီအဲ့လိုရအောင်လုပ်တော့ယသိကိခါတော့လို့ခေါ်တယ်ဘာပဲခေါ်ကောင်းခြင်းအဲ့တော့ချမ်းသာကြွယ်ဝခြင်းကိုရအောင်လုပ်အောင်အကျင့်စဉ်ကျင့်နေတဲ့အတွင်းမှာဘုနာလေးထွက်ပြီးအလူခံလိုက်ဒီနာလေးကို
ဖရားတယ်မယ်လို့အကြောင်းပြပြီးအလူခံလိုက်ဘာလုံးမယ်ဆိုပြီးအကြောင်းပြပြီးအလူခံလိုက်အလူခံပြီးစားနေလို့မပြီးဘူးကိုယ်ကလည်းလူရအောင်မှာကိုယ်ကျွယ်ဝဖို့လို့ချမ်းသာဖို့လို့အဲ့တော့ချမ်းသာကျွယ်ဝခြင်းကိုသိတိကျင့်စဉ်မှာအတိအကျပေါ်ပြထားတယ်အဲ့ဒါပါလေသိတိကျင့်စဉ်နည်းနဲ့ချမ်းသာကျွယ်ဝခြင်းကိုရယူခြင်းလောကကြီးမှာကိုရမယ်ထင်တဲ့အရာတွေရမယ်လို့ဆုံးဖြတ်ထားတဲ့အရာတွေပဲရထားကြတာရမှလည်းမဟုတ်ပါဘူးဖြစ်မှလည်းမဟုတ်ပါဘူးဆိုတဲ့အရာတွေဟာကိုယ်စီရောက်မှာပါတကယ်လို့ဆိုးတဲ့အရာတွေကိုယ်စီရောက်နေရင်လည်းဒါငကိုတွေကမသိလို့ကိုမျောလင့်ထားတာကိုလည်းထိုက်တန်လို့ရောက်လာကောင်းတဲ့အရာတွေကလည်းဒီတိုင်းမှာပဲထိုက်တန်လို့ရောက်လာတာပါအဲတော့အဲသဘောထားကရောက်လာတဲ့ပစ္စည်းတွေဟာကိုကလက်ခံတာစိတ်သဘောထားအရကဒါတွေရမယ်လို့မျှော်လင့်ထားတယ်လက်ခံထားတော့ပဲရတယ်အဲတော့ချမ်းသာကြွယ်ဝခြင်းကိုသိတိလမ်းနဲ့သွားတဲ့အခါမှာဘာရေးကြည့်လဲဆိုဆန္ဒပြင်းထန်မှုလို့သောသောပြောတဲ့ကာယကံဝစီကံမနောကံတော့မဟုတ်လဲစိတ်အမူအရာနှုတ်အမူအရာကိုယ်အမူအရာတွေနဲ့မရပဲမနေဘူးဒါကိုရအောင်လုပ်မယ်ဘာလဲအခုကသိတိနီးနဲ့ဘာလို့မှလဲချမ်းသာကြွယ်ဝခြင်းကိုလုပ်မယ်ဟာကိုမှတော့ဝင်ဝင်နဲ့မပြည့်စုံဘူးချမ်းသာကြွယ်ဝအောင်အရင်လုပ်အောင်သိတိရဲ့အရေးကြီးတွေတယ်လူလောကကြီးမှာတည်နေတဲ့နေပြီးမှသိတိလမ်းကိုတွားပြီးတော့တကယ်လို့ပေါက်မြောက်သွားလဲပေါက်မြောက်တဲ့အတိုင်းဆက်ပြီးခြေတက်သွားဖို့ပါအဲဗမာစကားမှာအယူသီးတယ်ဆိုတဲ့စကားရှိတယ်အဲ့ဒီစကားတော့ကြားဘူးကြတယ်အယူသီးတယ်ဆိုတာယူထားတဲ့အယူခတ်သေးသေးလေးယူထားတာအယူသီးတာအခုပြောမဲ့စကားအထင်သီးတယ်လို့ပြောဒီစကားတော့သုံးတာနည်းပါလားစိတ်နဲ့ပတ်သက်လို့တကိုးရှိတယ်အဲ့စိတ်ဆိုတာလည်းခုနဝေဒနာနာမှာရှာမယ်ဝေဒနာနာမှာခံစားမှုဆန္ဒအဲ့ဒါတွေပေါ်ဆိုင်ရင်သိတိတွေဖြစ်တယ်ဆိုတာကိုအထင်သီးတာအယူသီးတာလည်းပို့ရတယ်ထင်တာလည်းစိတ်ကဖြစ်မယ်လို့တစ်ဖက်ကနေတွေးပြီးမြောက်ပင်ပေးထားမှလည်းသူအလုပ်လုပ်တယ်အဲ့တော့အလွန်အဝရိယကောင်းတယ်အဲ့ဒါဘာဖြစ်လာလဲဆိုဝေဒနာတွေထပြီးတော့မျောလင်းချက်တွေဖြစ်လာတဲ့အခါမှာလူကဝိရိယကောင်းလာတာဒီလူတယောက်ကလှုပ်လိုက်တာအံခမမဲ့ဝိရိယတွေကောင်းလို့ဒါပေမဲ့သူ့တက်တန်မှန်ပါပဲသူ့မျောလင်းချက်နဲ့သူလှုပ်နေတာစိတ်ကြီးကြီးလှုပ်ရတယ်တော့မဟုတ်ပါဘူးအဲ့တော့အထင်သီးစိတ်ပဲကိုယ်စိတ်ကိုလည်းမကြာခဏစိတ်ဆော်ပြရတယ်ဝေဒနာတွေပေါ်ထလာရင်ငါလိုချင်တဲ့အရာတွေရရွှေလည်းရစိတ်လည်းရအောင်မြင်မှုတွေလည်းရမယ်ချမ်းသာကြွယ်ဝခြင်းဆိုတာလေအကြောင်းမဟုတ်တော့ရမယ်လို့နားလည်ထားမယ်ဒါကျင့်တည်ကြီးလို့နားလည်ထားမယ်ချမ်းသာကြွယ်ဝခြင်းကိုထုတ်လုပ်မဲ့စက်ယုံကြီးတစ်ခုရှိခန္ဓာကိုယ်အဲ့ဒီစက်ယုံကြီးဟာဝေဒနာတွေကိုရှုဝေးပြီးတော့ပြင်းထန်အောင်လုပ်တဲ့နေရာကြီးပဲညှို့တက်တို့ရဲ့တရားလည်းဖြစ်တယ်အဲ့ဒါဘယ်နာမှလဲဆိုလူရဲ့အစာအိမ်ဘယ်ဘက်ခန္ဓာကိုယ်ရဲ့ဘယ်ဘက်အောက်နံယိုးအစွန်ဆုံးနံယိုးအောက်မှာအစွန်ဆုံးနံယိုးအောက်ကြောရိုးရဲ့အတွင်းဘက်မှာအဲ့ဒါတချို့ကတော့အုံနောက်ထွေးလို့ခေါ်တယ်တချို့ကလည်းတန်လိုက်တတ်လို့ခေါ်တယ်တချို့ကလည်းဝေဒနာထရလို့ခေါ်တယ်အဲ့ဒီဟာတကယ်စက်ယုံကြီးပါပဲချမ်းသာကြွယ်ဝခြင်းကိုထုတ်လုပ်ပြီးမှစက်ယုံကြီးတွေနားလဲပါအဲ့ဒီမှာဘာတွေလုပ်လဲဆိုတော့ဒီနေရာနေဝေဒနာတွေကိုအကျော်အချင်းပေါင်းစုံကိုသူကနေဒိုင်ငံဖြန့်ပေးတယ်ဖြန့်ပြွေးဌာနကြီးပဲဝေဒနာဓာတ်ယုံကြီးလို့ပဲနားလဲလိုက်ပါအခြားသူရဲ့အုံနောက်ကိုလည်းဒီဓာတ်ယုံကြီးကနေထုတ်လုပ်တဲ့ဝေဒနာတွေကနေလွှမ်းမိုးအောင်သူအမြဲတမ်းကြိုးစားတယ်လက်ဝဲဘက်ဝမ်းပိုက်ရဲ့အစာအိမ်ရဲ့အောက်နားမှာရှိတဲ့တရွက်ရွက်ကနေပြီးတော့လှုပ်ရှားလာတာနဲ့အဲ့ဓာတ်ယုံကိုအလုံးလုံးကိုပြီးတာပါအဲ့တရွက်ရွက်ဆိုတာဟာဘာလို့လဲဆိုရင်ဝေဒနာတွေကိုလှုပ်ခအောင်လုပ်ပြီးတဲ့အရာလို့ခေါ်တယ်အင်္ဂလိပ်လို spleen လို့ခေါ်တယ်တို့လူမှာအသက်ရှင်တဲ့ဓာတ်ပေါ့လှုပ်ရှားစေတဲ့ဓာတ်ဟာအဲ့ဒီတရွက်ရွက်နားမှာတရွက်ရွက်မှာရှိနေတယ်အဲ့ဒါအသက်ဓာတ်ပဲအသက်ပဲနားမှာရှိတယ်လို့အကြမ်းမြင်ပြောရင်တရွက်ရွက်လို့တာပြောအဲ့တရွက်ရွက်ဟာအသက်ဝင်တဲ့ဓာတ်ပဲအဲ့ဒါပြင်းထန်တဲ့အချိန်နဲ့အသက်ဝင်လာပြီးတော့အုံနောက်ကိုကူးတာပါပဲဝေဒနာဖြစ်နေကူးတန်းသွားပြီးတော့အဲ့ဒီဝေဒနာဓာတ်ဟာတကိုယ်လုံးကိုသူကအဲ့ဒီတရွက်ရွက်နေရတယ်ဖြန့်တယ်
အဲ့မှာတရရွက်ကလုခတ်မှုနည်းလာပြီလုခတ်မှုနှေးလာတယ်ဆိုရင်အသက်ရှင်တဲ့ကလည်းနည်းလာအဲ့ဒီခါမှာဝေဒနာလည်းမကူးလျှောက်တော့မကွန်မြူပဲနေပြီအုံနောက်ကจิตသွားမလှုပ်ရှားတော့အဲ့ဒီခါမှာလူဟာမအီမသာဖြစ်တယ်ပြီးလေးလံတယ်ယောဂဖိစီးလို့ခံစားရတယ်ဘာမှမလုပ်ချင်မကင်ရင်ဖြစ်တယ်ဆိုတာအဲ့ဒီဝေဒနာဓာတ်ယုံကြီးသို့မဟုတ်ဝေဒနာအလုတ်ယုံကြီးနာကတရရွက်ရဲ့အခြေအနေပေါ်မှာဖြစ်နေတာအဲ့တော့အဲ့ဒီအချိန်မှာဘာလုပ်ရမလဲဆိုအကောင်းဆုံးကတို့ဗမာလူမျိုးတွေထိုးလို့တဲ့ရက်ဆဆနောက်ပြီးတော့နည်းနည်းပူနွေးနွေးရှိတဲ့ဖျောင်းချက်ကိုအဲ့ဒီအဆိုင်ပတ်ဝန်းကျင်နံရိုးအောက်ခြေကိုလိမ့်ပြီးခန္ဓာကိုယ်လည်းဟိုလှုပ်ရှားဒီလှုပ်ရှားနည်းနည်းလှုပ်ရှားလိုက်တာနဲ့တရရွက်ပြန်လှုပ်ခတ်ပြီးတော့အတက်တက်တွေပြန်ဝင်လာပြီးဝေဒနာတကူတွေပြန်ထလာတာပါပဲအဲ့ဒီဝေဒနာထုတ်လို့ရစက်ယုံချမ်းသာကြွယ်ဝမှုတွေကိုပေးစီမဲ့စက်ယုံဟာနံရိုးဘယ်ဘက်နံရိုးရဲ့အောက်ဆုံးကြောရိုးရဲ့အတွင်းဘက်နံရိုးနဲ့ကြောရိုးကြားထဲမှာရှိတဲ့တရရွက်တီယာဌာနလေးကိုအာယုံပြုပြီးအလုပ်လုပ်ကြရမှာဖြစ်တယ်အဲ့ဒီနေရာမှာစိတ်ဆိုတဲ့စောစောတုန်းကပြောတယ်ရှာလို့မရဘူးစိတ်ဆိုတဲ့မနှောလေးလည်းပဲနှလုံးအိမ်မှာတည်တယ်ဆိုတဲ့အယူဆလည်းရှိပါတယ်ဒါပေမဲ့ဒီကျမ်းဒီမှာရှင်းပြမှာတော့အဲ့ဒီနေရာလေးမှာတောက်ပြောင်တဲ့သဘောနဲ့ထိန်လင်းတဲ့သဘောနဲ့အဲ့ဒီနေရာလေးမှာနေပါတယ်အဲ့တော့အဲ့ဒီမှာပဲဝေဒနာရှိတယ်အဲ့ဒီနေရာလေးမှာပဲတောက်ပြောင်တဲ့သဘောနဲ့မနှောအကြည်ဓာတ်လေးလည်းရှိတယ်လို့နားလည်ပါအဲ့ဒီနေရာလေးကိုအာယုံပြုမယ်ဒီနေရာလေးကနေထုတ်လုပ်ပြီးမယ်လို့ယုံကြည်လိုက်ပါအဲ့လိုယုံကြည်လိုက်မှလည်းပဲဒီလုပ်ငန်းဆက်ပြီးလုပ်လို့ဖြစ်မယ်ချမ်းသာကြွယ်ဝမှုကိုထုတ်လုပ်ပြီးမယ်ဆက်ယုံကြည်ကိုသိပြီအဲ့တော့ခံယူမှာကငါခန္ဓာတွင်းမှာတရရွက်လို့ခေါ်တဲ့နေရာနားမှာငါ့ကိုတထေးကြီးဖြစ်အောင်ချမ်းသာကြွယ်ဝသူကြီးဖြစ်အောင်လုပ်ပေးနိုင်တဲ့ဆက်ယုံမရှိနေဘူးအဲ့လိုခံယူတာအဲ့ဒီဆက်ယုံကနေဘာလို့ယူပေးမလဲတိမ်ပေါင်းများစွာသောငွေတွေဂရေပေါင်းများစွာသောငွေတွေစိတ်နေရွှေတွေမော်တော်ကားတွေချမ်းနေအိမ်တွေတိုက်တာတွေအခုအလိုရှိတာမှန်တယ်များအောင်မြင်မှုတွေကြော်ကြားမှုတွေစက်တည်နေတယ်အကုန်လုံးရယူနိုင်တဲ့နေရာဟာအဲ့ဒီနေရာပဲအဲ့ဒါကိုပိုင်နေပြီကောအဲ့တော့ကိုခန္ဓာထဲမှာရှိတဲ့ဒီဆက်ယုံရအောင်အဲ့လိုထုတ်လုပ်နိုင်တယ်ဆိုကိုလည်းထုတ်လုပ်နိုင်တာပေါ့အဲ့လိုခံယူထားမှာအဲ့လိုခံယူပြီးတော့စိတ်ကိုလမ်းပြောင်းတာတတိယခါမှပြောခဲ့တယ်စိတ်လမ်းပြောင်းနည်းကိုတသက်မထက်လိုက်နာနေရမှာနည်းနည်းလေးစိတ်ဆိုးလာတာနဲ့အဲ့ဒီစိတ်ဆိုးတာငါလိုရှိတဲ့ချမ်းသာကြွယ်ဝခြင်းရဖို့အောင်မြင်မှုရဖို့ကြောက်လာငါအခုကြောက်တာငါချမ်းသာဖို့ကြောက်တာမကြည်မနှက်ဖြစ်လာငါချမ်းသာဖို့မကြည်မနှက်ဖြစ်လာတာအဲ့လိုစိတ်လမ်းပြောင်းနည်းကိုတွတ်လက်လက်နဲ့ပိုင်ပိုင်နေနေပေါ်ပေါ်မြင်မြင်ကြီးသုံးရမယ်နောက်တစ်ခုကတော့ဝစီကံမှုလည်းထည့်ရမယ်စိတ်လမ်းပြောင်းတဲ့ဝစီကံမှုတစ်ခါတည်းစကားနဲ့ကိုထည့်ရမယ်ဒါငါချမ်းသာဖို့ဖြစ်တာဘာပြောစိတ်ညစ်လားစိတ်ညစ်အဲ့ဒါချမ်းသာမှုအောင်မြင်လို့ဒေါသထွက်လာဒေါသထွက်တာငါချမ်းသာမှုဒေါသထွက်အဲ့ဒါငါမြူချလိုက်ကာယကံမှုလည်းလက်ကလည်းလှုပ်ရမ်းလွန်ပြင်းနေတဲ့စိတ်တွေကိုအလိလိပြန်ခေါ်ရမယ်ပါးစပ်နဲ့လည်းခေါ်ရမယ်လက်ရလည်းခေါ်ရမယ်လက်ပါလှုပ်ပြီးခေါ်ရမယ်အာယုံပြီးတမတ်ထဲအဲ့ဒီစိတ်ကိုစိုက်တာအဲ့ဒါအထင်အယူသီးတယ်လို့အထင်သီးတာလို့နားလည်ပါကဲအထင်သီးတာနားလည်ပြီးရင်ခန်းဝင်နည်းကိုပြောမယ်ခန်းဝင်နည်းဆိုတာအခန်းထဲဝင်ပြီးကျင့်တဲ့နည်းကိုပေါ်ပြတော့တွက်ပြတော့ချမ်းသာကြွယ်ဝဖို့အတွက်မိမိခန္ဓာထဲမှာရှိတဲ့ဝေဒနာဓာတ်ယုံချမ်းသာအောင်လုပ်ပေးမယ်ဓာတ်ယုံကိုသိပြီနော်ဓာတ်ယုံဆိုတာအလုပ်ယုံပါပဲထုတ်လုပ်ပေးအခန်းမကျင့်မကျဲတခုရွေးချယ်အောင်ဓာတိဥရုအပူရေးမြတ်တာအထူးသဖြင့်ကတော့တိတ်ဆိတ်ဖို့လိုတယ်အဲ့ဒီအခန်းထဲဝင်ပြီးတော့ထိုင်မယ်ကဲတယ်လို့ထိုင်မှာဗမလကိုကြိတ်ထိုင်လို့လည်းရတယ်ဘာမှမလုပ်သေးပဲနဲ့သိမ်ပေါင်းများစွာချမ်းသာဖို့တိတိတကူနဲ့လုံးမယ်လို့သိမ်ပေါင်းများစွာချမ်းသာဖို့ငါအခုအလုပ်လုပ်တော်မယ်လို့ဆုံးဖြတ်ချက်ချလိုက်အဲ့တော့ထိုင်ပြီးတာနဲ့ဆံပြားကနေပြီးခြေပြားပြီးအကျော်တွေကိုစိတ်နဲ့ညော့သွားပြီလို့ပြောအောင်အကျော်လျှော့တာလည်းအဓိကကြားပါတယ်နောက်တစ်ချက်ကတော့ကြောရိုးကိုမမတ်ထားပြီးထိုင်ရမယ်နော်အဲ့ဒီကြောရိုးကိုမမတ်ထားပြီးထိုင်နေအသက်ကိုချက်ထိရှူတယ်ဖြည်းဖြည်းချင်းအသက်ကိုချက်ထိရှူတယ်ဝမ်းပိုက်ကိုကားပြရမယ်ဥစ္စာတို့လေပင်တို့လည်းမတ်နေရတယ်နှာခေါင်းကတော့အလိုက်တင်ရှူလို့တော့အောင်မောလိုပါမောနည်းနည်းဆောင်းလိုပါဆောင်းနည်းနည်းပြင်ဆင်ခွင့်ရှိပါတယ်အသက်ကိုလေးလေးမှန်မှန်ရှူရမယ်ရှူပြီး
ချက်တည်းရှူသွင်းနေတဲ့အတွင်းမှာပဲဒီကိုယ်လုံးမှာရှိတဲ့တွေးကြောတွေကိုအဲ့ဒီလေဟာပြန့်နှံ့သွားတယ်လို့အာယုံပြုအောင်ပြီးတော့တခါအတက်ဝါတော့ပြန်ထုတ်တယ်အဲ့ဒီလိုလုံနေရနေပြီးတော့အံ့ဩလောက်တဲ့စီးစိမ်ချမ်းသာတွေငါတော့ရပြီလို့ဒီတစ်သက်မှာနေရာကျပြီအကြအနာခံရရဝင်ငွေတွေလည်းအမြောင်မြောင်ဝင်နေပြီဘယ်လိုဝင်နေမှမသိဘူးတလားတလားတရက်တနာရီတနာရီကိုလိုရှိတဲ့ငွေတွေရတယ်ဝေဒနာနာမှာဖြစ်ပေါ်တဲ့ဆန္ဒတွေဟာအညွတ်အညောက်တွေပေါက်ပြီးတော့ကိုင်းခက်တွေထွက်လာတယ်အဲ့လိုခံရမယ်ဆိုရင်တောကစိတ်ငါတော့မချမ်းသာတော့ပါဘူးဆိုတော့ဆိုရင်တောကစိတ်ဟာရှားလို့တော့မဖြစ်ဘူးညူမုံတော့တော့မရှိတော့ပျောက်ဝင်သွားပြီငါဟာယုံကြည်စောင့်စားပြီးစန္ဒတတ်ကိုပေါ်ပြီးတော့ချမ်းသာခြင်းကိုကြံစီလိုက်တာအခုတော့ရပြီတစတနေ့တဲ့တနေ့တနာရီတဲ့တနာရီငါလိုရှိတာတွေမရပဲနေနိုင်ယူလားရပြီကဲရတော့ဘလူတွေကဝိုင်းဝန်းပံ့ပိုးလို့ရတာလေဒီစัจ java လာမှာရှိတဲ့လူနတ်ပြမသူတို့တွေမဟုတ်ဘူးတရိစ္ဆာန်ရှိတဲ့မြတ်တရိစ္ဆာန်သက်ရှိတွေရောတက်မဲ့တောတောင်ရေးမီနေလနက္ခတ္တရအဲ့ဒါတွေအားလုံးကငါ့ကိုကျေနပ်လို့ပေးနေကြတယ်သူတို့ကငါ့ကိုဝိုင်းဆောင်ရှောင်တက်ရှိတက်မဲ့မှန်တယ်မြတ်ငါရဲ့မိတ်ဆွေရင်းချာတွေဖြစ်တယ်ငါစီးစိမ်ဥစ္စာမြောင်များစွာသောငွေကြေးဒနာတွေချမ်းသာဖို့အရက်ရှင်းမျက်နှာအရက်လေးမျက်နှာအရက်ရှင်းမျက်နှာအရက်10မျက်နှာနေပြီးတော့တက်ရှိတက်မဲ့သောကပြောတဲ့လူနာမြမာပင်တိရစ္ဆာန်ပေါင်းစုံတောတောင်ရေမြေသမုဒ္ဒရာနေလက်နက္ခတ္တရာတွေကပါမကြံဝိုင်းဝန်းပြီးတော့မိတ်ဆွေရင်းချတယ်မလားဝိုင်းဝန်းပြီးတော့ပို့နေတာငါလိုရှိတဲ့ငွေတွေဟာဝင်လာမဆက်တဲ့သေးနဲ့ဝင်လာပြီဝင်လာတဲ့အခါမှာဘယ်ကနေဝင်လာလဲဆိုခေါင်းပေါ်ကနေဝင်လာလေဘူကြီးလိုကြော်ကြီးလိုငရိတ်တဲ့တွေကနေပြီးတော့နောက်ပြီးတော့ပိုက်ကွန်ကြီးနဲ့ခံထားသလိုငရိတ်တဲ့တွေကနေကောင်းကင်ကြီးမြင့်မားတဲ့ပိုက်ကွန်ကြီးကြော်ကြီးအဲ့ဒီကိုတသေးသေးဝင်လာပြီအာယုံပြုအဲ့ဒီမှာအာယုံပြုတယ်ဆိုတာစိတ်အလုံးမလားစိတ်အလုံးအခုတခါစကားအလုံးဝစီအလုံးလာအောင်မယ်ဝစီအလုံးကဘာလဲလို့ဆိုတော့ငါဟာအဲ့ဒီချမ်းသာကြွယ်ဝခြင်းကိုညှို့နိုင်တယ်ညှို့တုံးညှို့ခဲကြီးဖြစ်တယ်လို့အတည်ပြုလိုက်အောင်ချမ်းသာကြွယ်ဝခြင်းကိုရယူနိုင်တဲ့စိတ်ယုံကြည်လည်းဖြစ်တယ်ရှိသမျှငါမှရှိသမျှဆန္ဒအားလုံးဟာပြည့်စုံကြရမယ်ကဲဝင်စရာရှိတဲ့ငွေတွေဒနာတွေစီစဉ်ဥစ္စာတွေကိုလိုရှိတဲ့ຢာတွေအဲ့ဒါတွေဝင်လာကြလေခိုင်းရပါဇက်နဲ့ခိုင်းရတိုးညီနေလေဟာဒီလောက်နဲ့မရသေးဘူးဝင်ကြအောင်လေအာယုံပြုမရအိုးအချိန်ပြင်းပြင်းနဲ့ဝင်ကုန်ပြီပဲငါဟာအနန္တကြီးကျယ်တဲ့တရရဲ့နားမှာရှိတဲ့ဝေဒနာဓာတ်ယုံကြီးကိုပိုင်ဆိုင်လိုက်တာဒီနေရာတော့ဟန်ကြပြီဝင်လာကြပြီလေတော်ကိုထင်ထင်ရှားရှားကြီးဝင်လာပြီငါရဲ့သိတိတကူငါယုံကြည်သွားပြီအစားတော့ကတော့ဒီလောက်မဟုတ်ဘူးအခုတော့မြင်ဝါထင်နေဝင်လာပြီလို့ပါဇက်ကပြောနေရငါအလွန်လိုချင်တာတွေဟာအလုံးရပြီပဲအမြောက်အများကိုရနေပြီပဲတစုတယုံနဲ့ရနေပြီပဲအဲ့ဒီမှာဝေဒနာတွေထလာတယ်လိုချင်သောတွေလည်းဖြတ်တန်လာတယ်အမိန့်ပေးမယ်မုတ်ချရရမယ်မုတ်ချချမ်းသာပြောရမယ်သရဝါကြီးငယ်တွေအားလုံးဟာငါအလိုကိုလိုက်ကုန်ကြပြီတောတောင်ရင်မြေသမုဒ္ဒရာနေလက်နခတ်တာရတယ်သူတို့လည်းပဲငါလိုချင်တာကိုရအောင်လုပ်ပေးနေကြပြီငါယုံကြည်တယ်တောတောင်ရင်မြေသမုဒ္ဒရာရောသက်ရှိသက်မဲ့အားလုံးလူနာပြမာတွေရောငါချမ်းသာမယ်ဆိုတော့တင်းတို့လည်းယုံကြည်ကြပါတင်းတို့ကိုယ်တိုင်လည်းထည့်ပေးနေတာအဲ့ဒီလိုလုပ်နေရပါဇက်ကလည်းပြောနေရမယ်ဒါကတော့အကြမ်းမြင်ပြောပြတာကိုကြိုက်တဲ့စကားလုံးတွေနဲ့လုပ်ပါအဲ့ဒါ9မိနစ်10မိနစ်10မိနစ်တည်းမပူပဲပထမနေ့လုပ်ပါအဲ့တော့10မိနစ်လုပ်တယ်ပထမနေ့ဒုတိယနေ့ကျရင်9မိနစ်ထပ်တိုးပါ15မိနစ်တတိယနေ့ကျရင်9မိနစ်ထပ်တိုးပါမိနစ်20 12ကြိမ်ရောက်ရင်မိနစ်60တနာရီကျရင်12ရက်လုပ်ပြီးရင်တော့ဆက်မတိုးပါနဲ့အဲ့ဒီတနာရီပဲသွားနေပါတနာရီနဲ့သွားနေပါအဲ့တော့သွားနေတဲ့နေရာမှာဘာလို့လဲလို့ဆိုတော့ယာရီဥရုတွေနေလနက္ခတ္တရာတွေအချိန်မှန်
ဆောင်းဆိုလည်းဆောင်းချိန်ရောက်လာတယ်မိုးဆိုလည်းမိုးချိန်ရောက်လာတယ်ဘယ်သူမှမိတ်ပေးတာမဟုတ်သူကသူရောက်နေဘယ်သူခိုင်းတာမှလည်းမဟုတ်နေရာလည်းမနဲ့ထွက်ရမယ်ဆိုထွက်နေလားလည်းစားရမယ်ဆိုစားနေဆောက်ရမယ်ဆိုဆောက်နေအချိန်နဲ့အမြအဲ့ဒီဟာကြီးအချိန်ရဲ့စီကံကိုလိုက်နာနေတဲ့အတွက်အခုလိုတထေးဖြစ်တဲ့သိတိကျင့်စဉ်ကြီးကိုလုပ်တဲ့လူဟာကိုလှုပ်ချင်တဲ့အချိန်မလုပ်ဘဲနဲ့အချိန်လေးတစ်ခုသတ်မှတ်ပြီးတော့အဲ့ဒီအချိန်တိုင်းမှာလုပ်ပြီးတော့အလုပ်မအားလားလို့10မိနစ်လောက်ပဲမှီတဲ့အခါမှာလည်းငါ7မိနစ်ပဲရတော့တာပဲတနိုင်မှမပြည့်ပဲလို့သဘောမထားပါနဲ့မှီတဲ့လောက်မှဝင်ထိုင်ပြီးတော့ခန်းဝင်ပြီးလေးလေးစားစားလုပ်ဘယ်အချိန်ကောင်းလဲလို့ဆိုရင်အကြံပေးရင်မနေ့အစောကြီးကောင်းတယ်ညမိုးချုပ်လူကြီးတိတ်ပြီးအားလုံးအိတ်တဲ့အချိန်ကောင်းတယ်ဒါပေမဲ့ကိုယ်နဲ့ကိုက်ညီတဲ့အချိန်ကိုရွေးပြီးလုပ်ခွင့်ရှိပါတယ်လို့ပြောရမှာပဲအဲ့တော့ခန်းဝင်ကြီးဟာ9မိနစ်9မိနစ်ပထမဟာတွေမှာ9မိနစ်ကနေ7မိနစ်ပြီးမကြော်ပါနဲ့လို့ပြောတယ်သူက9မိနစ်စီတိုးသွားတယ်7ရက်ထိသွားရင်တနာရီပြည့်တာနဲ့ဆက်မတိုးပါနဲ့တနာရီအတိုင်းပုံမှန်လုပ်ပါလို့ပြောချင်ပါတယ်